ဘာပေါ်မှာဒီကနေ့လောက်မေကွန်းထုတ်เสียစိုးရိမ်ပူပန်เสียတွေကိုလူတွေအနေနဲ့မကြုံခဲ့ဘူးပါဘူးတခါတလေပြဿနာကတိတ်ကြီးပြီးရှုပ်ထွေးလှတာကြောင့်မမေးကျင်လောက်အောင်ရှိပါတယ်ဒါပေမဲ့ကဘာတဝမ်းမတီမငိမ်ဖြစ်မှုတွေပြောင်းလဲမှုတွေကိုကြည့်ရင်မေကွန်းထုတ်တာဟာမဆန်းပါဘူးလူတွေဟာဘယ်ကိုဥတီသွားနေကြသလဲသားတွေအနေနဲ့ယောဂကာကွယ်မှုစနစ်တွေဂျိုရုဆက်သွယ်ရေးတွေဒီຢာတွေကကျွန်တော်တို့ကိုသတိပေးနေတာမဟုတ်ဘူးလားမိတောင်ပေါက်ကွဲခြင်းတွေတဘာဝဘေးအန္တရာယ်တွေဒီအဖြစ်ပြက်တွေထဲမှာအမှန်တရားဆိုတာရှိသလားကျွန်တော်တို့ရဲ့စန္ဒနဲ့ဒုက္ခပြဿနာတွေအတွက်အဖြေပေးနိုင်တဲ့သူရောရှိရဲ့လား Prophet Muhammad ယင်းခုန်ဆရာအမေးပု္ပ္ပစာတွေနောက်ပြီးသိက္ခာတော်ရဆရာကြီး Billy Graham ဒါတွေအားလုံးဟာလူထက်ကတနေ့ရရကဖြစ်တာပါဒါတွေဟာခေတ်ကာလရဲ့အဆုံးလားလူတွေရဲ့အချင်းကိုပြောင်းလဲစေတဲ့ပညာချက်မရှိဘူးဒါပေမဲ့အချင်းတွေပြောင်းလဲလာဖို့ပညာတွေကိုမှီပြုတဲ့နဲ့ကျင့်ဝတ်တွေခြားနာချင်းခြားနာမယ်ပညာတော်ဟာသူတစ်ပါးအသက်မသက်ဖို့အတွက်ထိတ်ချုပ်တဲ့အခြေခံဖြစ်ပါတယ်ထုံးတန်းစင်လာရလက်ဆင့်ကမ်းလာတဲ့ကျင့်ဝတ်စည်းကမ်းအသိပညာတွေဟာယခုအချိန်မှာမေခွန်းတုတ်စရာတွေဖြစ်လာတယ်လို့ထင်ရပါတယ်အမှားမှန်ကိုခွဲခြားနိုင်ဖို့ကျွန်တော်တို့စူးစမ်းကြပေမဲ့မှန်တယ်မှားတယ်လို့မပြောနိုင်တဲ့အခြေအနေကိုပဲရောက်ရှိခဲ့ရတာများပါတယ်ပြည့်စုံတဲ့ကျင့်ဝတ်ဆိုတာမရှိပါဘူးလူတိုင်းအတွက်အမှန်ကန်ဆုံးကျင့်ဝတ်တစ်ခုကတော့မိမိကိုယ်ကိုချစ်တယ်လို့သူများကိုချစ်ပါဆိုတဲ့ကျင့်ဝတ်ပဲဖြစ်မယ်လို့ထင်ပါတယ်ဒါကအရန်ကောင်းပေမဲ့လူတိုင်းကျင့်ဝတ်ကိုအလေးထားမယ်လို့တော့မထင်ပါဘူးမာသာထရီဆာနဲ့တခြားလူတွေကလွဲရင်ပေါ့ဟုတ်ကဲ့ကျွန်တော်ဘီကလင်တန်မှာသိပ္ပံနည်းပညာနဲ့အတူကျင့်ဝတ်ပျက်စီးမှုတွေရင်ဆိုင်နေရတဲ့ကဘာကြီးကိုကြည့်ရင်မေကွန်းတွေနဲ့ပြည့်နေတာတွေ့ရပါမယ်။ကောင်းတဲ့ကျင့်ဝတ်ကောရှိရဲ့လား။ဖျားဆိုတာရှိသလား။ရှိတယ်ဆိုရင်သူဟာမေတ္တာတော်ရှင်ဖျားလား။ဒီကနေ့လူတွေဒုက္ခပြဿနာတွေနဲ့ဘာကြောင့်တွေ့ကြုံနေရတာလဲ။ဖျားဆိုတာရှိတယ်ဆိုရင်လူတွေကိုဘလို့ထင်ရှားပြမှာလဲ။အမှန်ကန်ဆုံးတရားရှိမယ်လို့မထင်ဘူးကျမတို့ထဲမှာပဲရှိတယ်လို့ယုံနေလူတိုင်းထဲမှာလည်းရှိသလိုကိုစေကျင်တဲ့အကြောင်းရင်းထဲမှာလည်းရှိမှာပဲကျွန်တော်ငယ်တုန်းကဖျားကိုယုံခဲ့တယ်ဘုံဝတ္ထုတွေကိုယုံခဲ့တယ်ကက်သလစ်အသင်းတော်မာနီတုန်းကအသင်းတော်စီကတ်နဲ့ပြည့်ညက်ချက်တွေကိုလည်းယုံခဲ့တယ်နောက်ပြီးအရာအလုံးအပေါ်မှာအတွေးခေါ်ဆန်းဆန်းစဉ်းစားလာတဲ့အခါမှာနည်းနည်းတဲ့မိခွန်းတွေအတွက်ကျွန်တော်မှအဖြေမရှိခဲ့ဘူးဒါတကယ်မသိတဲ့အချက်တွေပဲဖြစ်တယ်တကယ်လို့များကျွန်တော်မှအဖြေရှိမယ်ဆိုရင်တောင်အတိမပြုတ်နိုင်သလိုညှင်းနိုင်မှလည်းမဟုတ်ဘူးဖျားရှင်ကလူတွေကိုသူ့အကြောင်းဖော်ပြတဲ့နီလန်တစ်ခုကတော့တမန်ကျမ်းစာအဖြစ်ဖြစ်ပါတယ်သူ့ရဲ့ဖွင့်ပြချက်တွေကလည်းတခြားစာတွေထက်ထူးခြားပါတယ်တမန်ကျမ်းစာဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ဗျာဒိတ်ပြုချက်ဖြစ်ပါတယ်တမန်ကျမ်းစာဟာဗျာဒိတ်ပြုချက်နဲ့ပတ်သက်ပြီးယာနှုံးပြည့်စုံပါတယ်ဗျာဒိတ်ပြည့်စုံချက်တစ်ခုကိုဥပမာပြချင်ပါတယ်တမန်ကျမ်းရဲ့ဒိုင်လအနာဂတ်ကျမ်းမှာမှတ်သားလောက်တဲ့ကြိုတင်ဟောကြားချက်များစွာတဲ့ကတစ်ခုရှိပါတယ်
ထိုအချိန်ကစပြီး900စုကြာပြီးတဲ့နောက်မှာသခင်ယေရှုကရှင်ဘုရင်အဖြစ်နဲ့လာမယ်လို့ဂါဗြိလကဒံယေလခန်းကြီးကိုအခန်းငယ်25မှာဒံယေလကိုပြောတယ်ဘုရင်မေရှိယမတိုင်မီယေရုရှလင်မြို့ကိုပြန်လည်ပြုတ်ပြင်တိဆောက်မဲ့အကြောင်းကိုနားလေလို့9ပတ်နဲ့62ပတ်ရှိလိမ့်မယ်ရှေးတုန်းကတစ်နှစ်မှာ365ရက်ရှိတဲ့ပြစ်တိန်ကိုပဲအသုံးပြုတယ်တစ်နှစ်မှာ69ပတ်ရှိတယ်ဂါဗြိလရဲ့ကြိုတင်ဟောကြားချိန်နဲ့ရှင်ဘုရင်မေရှိယပေါ်ထွန်းလာတဲ့အချိန်ဟာရစ်ပေါင်း3,93880ကြာတယ်မတ်လ14ရက်445 BC မှာဂျေရုရှလင်ပြန်လည်ပြုတ်ပြင်တိဆောက်ဖို့အမိန့်တော်ကိုနေဟမိအခန်းကြီး1မှာမှတ်တမ်းတင်ထားတယ်။ဧပြီလ6ရက်နေ့ခရစ်တက္ကရဲ့32ခုမှာခရစ်တော်ဟာမိဂလေးကိုရှိပြီးသူ့ကိုယ်သူရှင်ဘုရင်အဖြစ်နဲ့ဖော်ပြခဲ့တယ်။445 BC မတ်လ14ရက်နဲ့ဧပြီလ6ရက် AD 32ခုကြားဟာရစ်ပေါင်း3,93880ကွတိဖြစ်နေတာကိုတွေ့ရတယ်။ခရစ်တော်ဟာဘယ်သူဖြစ်တယ်ဆိုတာခရစ်တော်မပေါ်မီ300စုကတည်းကဂရိဘာသာနဲ့ဘာသာပြန်ထားတဲ့အရာကတက်တည်ဖြစ်တည်ရှိနေတယ်ပရောဖက်ပြုချက်တွေဟာအံ့ဩစရာကောင်းလုံးလို့တန်တရားရှိသူတွေကတော့ဒံယေလကျမ်းဟာခရစ်တော်ပေါ်ပြီးမှရေးတယ်လို့ပြောကြတယ်။ဒါပေမဲ့1948ခုနှစ်တုန်းကပင်လေသေအနီးမှာတွေ့ရှိရတဲ့စာလိပ်ဟောင်းတွေအရဒံယေလကျမ်းကိုခရစ်တော်မတိုင်ခင်ရေးတယ်ဆိုတာတည်တည်ချာချာသိရလို့ရှာဖွေတဲ့လူတွေကိုကျေးဇူးတင်ရတယ်။ကြွလာတော့မဲ့ဘုရင်ဆိုတဲ့ Robert Anderson ရဲ့စာအုပ်ထဲမှာဒီဗျာဒိတ်ဟောချက်တွေကိုတွေ့ရတယ်။ Prophet ပြုချက်တွေကိုအတီးပြုတ်နိုင်ဖို့သမိုင်းတွေကိုမကြည့်ပဲညနေခင်းသတင်းတွေကိုကြည့်ရင်တောင်သိတာပါတယ်။ကျွန်တော်တို့ဟာထာဝရကာလစီကိုချင်းကပ်နေပြီလို့ယုံကြည်ပါတယ်။ကမ္ဘာပေါ်မှာဖြစ်ပျက်တွေကိုညစဉ်ထုတ်လွှင့်ပေးနေတဲ့ညနေခင်းသတင်းကိုကြည့်ရင်မျက်စိရှေ့မှောက်မှာကျမ်းစာရဲ့ပြည့်စုံခြင်းကိုမြင်နေရပါတယ်။တမန်ကျမ်းစာကလည်းဒီအကြောင်းအရာတွေကိုအလေးထားဖော်ပြထားပါတယ်။နှုတ်ကပတ်တော်ပြည့်စုံခြင်းကိုဖော်ပြတဲ့အခြေအနေ၅မျိုးကိုဆက်လက်ပြီးအကဲရအောင်။ကဘာကြီးပူနွေးလာအောင်ဘုရားသခင်ကလှုပ်ဆောင်နေတာလား။ခရစ်တော်နဲ့အတူတန်လွန်တောင်ကိုသွားတဲ့အခါတပည့်တော်တွေကနောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာတွေကိုမေးကြတယ်။ယေရှုခရစ်တော်ကတပည့်တော်တွေကိုပြောတယ်။နေရာအနှံ့ပြားမှာမြင်းကလေးတွေလှုပ်မယ်။အစာခေါင်းပွားခြင်းတွေဖြစ်မယ်။ကာလနာတွေများပြားလာမယ်လို့ပြောတယ်။အမှန်တကယ်ပါပဲမြင်းကလေးတွေပိုပြီးလှုပ်လာတယ်။မကြာသေးခင်ကပဲအင်မတန်ပြင်းထန်တဲ့အကြီးမားဆုံးသောငလင်ကြီးတွေလှုပ်တာတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာငလင်ကြီးတွေလှုပ်တာမြင်တွေ့ခဲ့ကြရပြီးဖြစ်တယ်။ဒီကမ္ဘာလုံးကိုတုံ့လှုပ်ခြောက်ခြားသွားစေတဲ့အဲ့ဒီငလင်လှုပ်ခြင်းတွေဟာယေရှုခရစ်တော်ကိုယ်တိုင်ကြိုတင်ဟောကြားချက်တွေရဲ့တပိုင်းတစ်စဖြစ်တယ်လို့သိဖို့လိုပါတယ်။ငလင်တိုင်းတာရေးအဖွဲ့ရဲ့လေ့လာချက်အရRichter scale 8ထက်ကျော်လွန်တဲ့ငလင်ကိုငလင်ကြီးတွေလို့သတ်မှတ်ပါတယ်။ပြီးခဲ့တဲ့အနှစ်30လောက်ကစပြီးလှုပ်တဲ့ငလင်တွေကိုဇယားမှာကြည့်ရင်အင်အားဟာတိတိတသာမြင့်တက်လာနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့အချိန်တိုအတွင်းမှာဖြစ်တဲ့ငလင်လှုပ်ခြင်းတွေကိုကြည့်ပြီးတစုံတစ်ခုကိုလှေနံဓာတ်ထစ်မပြောနိုင်ပါဘူး။ဒါပေမဲ့မျိုးဆက်တွေဖြစ်တဲ့ကျွန်တော်တို့တွေဟာကြီးမားတဲ့ငလင်လှုပ်ခြင်းတွေကိုမြင်တွေ့နေရတဲ့သက်သေတွေပါပထဝီယူပမြေပုံကိုလူတယောက်ကြည့်တဲ့အခါမှာကဘာကျိုးဟာအကြိမ်ပေါင်းများစွာစောင့်ရိုက်ပြီးမကြက်တစ်ချက်ပြုတ်ထားတယ်လို့ပဲမြင်လိမ့်မယ်။တွန့်ခေါက်လွာလို့ခေါ်တဲ့ခြားနာတဲ့အလွှာပေါင်းမြောက်များစွာဟာတပြားနောက်တပြားရွေ့လျားနေကြတယ်။အဲ့ဒီလိုရွေ့လျားနေတဲ့တွန့်ခေါက်လွာလိုင်းတွေမှာအဓိကကျတဲ့ငလင်တွေစတင်ဖြစ်လာတယ်။စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီလိုရွေ့လျားနေတဲ့ဧရိယာအတွင်းမှာကမ္ဘာလူဦးရေအထူထပ်ဆုံးနေထိုင်ကြလို့ဖြစ်တယ်။အနာဂတ်နဲ့ပတ်သက်ပြီးနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာမြို့တွေပြိုလဲကြမယ်လို့ပြောတယ်။အဓိကကျတဲ့မြို့တွေရဲ့တည်နေတာဟာတွန့်ခေါက်လွာလိုင်းနဲ့တက်တက်ဖြစ်နေတာပိုပြီးစိတ်ဝင်စားစရာကောင်းတယ်။ကျွန်တော်အနေနဲ့ငလင်တန်းမြင့်မားလာတာကြားတော့ပြီးခဲ့တဲ့ဖြစ်ပျက်တွေပြန်စဉ်းစားမိတယ်။ဒါပေမဲ့အကုန်မမှတ်မိတော့ဘူး။တဘာဝဘေးဒဏ်တွေအကြောင်းကိုစဉ်းစားမိပါတယ်။ဆိုလိုတာရာစုနှစ်တိုင်းမှာဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ဘေးဒဏ်တွေများပါတယ်။ဒါတဘာဝဖြစ်လို့တဘာဝလို့ခေါ်ပါတယ်။
ကဘာကြီးကအိုဇုံးလာအဖြစ်ကျမတို့ကိုနှိုးချဖို့နှိုးဆော်နေတယ်။တနေ့ပြီးတနေ့အချိန်ကြီးဆိုးရလို့ကဘာကြီးကကဲပါလို့ပြောနေတယ်။လာမယ့်နေ့တွေမှာပိုဆိုးလာမယ်။ချိန်တွေ6တပြီးရေတွေလည်းညဉ့်ညမ်းလာမယ်။ကျမတို့အားလုံးသိမှသိရတယ်။ ဗျာဒိတ်အခန်းကြီး7အငယ်18မှာလူမျိုးတို့သည်အမျက်ထွက်ကြသည်ဖြစ်၍အမျက်တော်သည်လည်းရောက်ပါပြီ။ရေကြီးကိုဖျက်ဆီးတော်သူတို့ကိုဖျက်ဆီးတော်မူချိန်ရောက်ပါပြီလို့ဖော်ပြထားတယ်။လူတွေဟာသူတို့သတိမထားမိတဲ့အတ္တနဲ့လောဘတွေကြောင့်ကိုယ်ဖျက်ဆီးမယ်ဆိုတာကိုဘုရားရှင်သိတယ်။အနာမျိုးဆက်အတွက်အောင်းချိုးမပေးနိုင်တော့တဲ့အထိအဝင်းချင်ကဘာပေါ်မှာဒီကနေ့လောက်မေကွန်းထုတ်เสียစိုးရိမ်ပူပန်เสียတွေကိုလူတွေအနေနဲ့မကြုံခဲ့ဘူးပါဘူးတခါတလေပြဿနာကတိတ်ကြီးပြီးရှုပ်ထွေးလှတာကြောင့်မမေးကျင်လောက်အောင်ရှိပါတယ်ဒါပေမဲ့ကဘာတဝမ်းမတီမငြိမ်ဖြစ်မှုတွေပြောင်းလဲမှုတွေကိုကြည့်ရင်မေကွန်းထုတ်တာဟာမဆန်းပါဘူးလူတွေဟာဘယ်ကိုဥတီသွားနေကြသလဲသားတွေအနေနဲ့ယောဂကာကွယ်မှုစနစ်တွေဂျိုရုဆက်သွယ်ရေးတွေဒီຢာတွေကကျွန်တော်တို့ကိုသတိပေးနေတာမဟုတ်ဘူးလားမီးတောင်ပေါက်ကွဲခြင်းတွေတဘာဝဘေးအန္တရာယ်တွေဒီအဖြစ်အပျက်တွေထဲမှာအမှန်တရားဆိုတာရှိသလားကျွန်တော်တို့ရဲ့စန္ဒနဲ့ဒုက္ခပြဿနာတွေအတွက်အဖြေပေးနိုင်တဲ့သူရောရှိရဲ့လား Prophet Muhammad ယင်းခုံဆရာအမေးပု္ပ္ပစာတွေနောက်ပြီးသိက္ခာတော်ရဆရာကြီး Billy Graham ဒါတွေအားလုံးဟာလူထဲကတနေ့ရရကဖြစ်တာပါ ဒါတွေဟာခေတ်ကာလရဲ့အဆုံးလားလူတွေရဲ့အချင်းကိုပြောင်းလဲစေတဲ့ပညာချက်မရှိဘူးဒါပေမဲ့အချင်းတွေပြောင်းလဲလာဖို့ပညာတွေကိုမှီပြုတဲ့ကျင့်ဝတ်တွေခြားနာချင်းခြားနာမယ်ပညာတော်ဟာသူတစ်ပါးအသက်မသက်ဖို့အတွက်ထိတ်ချုပ်တဲ့အခြေခံဖြစ်ပါတယ် ထုံးတန်းစင်လာရလက်ဆင့်ကမ်းလာတဲ့ကျင့်ဝတ်စည်းကမ်းအသိပညာတွေဟာယခုအချိန်မှာမေခွန်းတုတ်စရာတွေဖြစ်လာတယ်လို့ထင်ရပါတယ်အမှားမှန်ကိုခွဲခြားနိုင်ဖို့ကျွန်တော်တို့စူးစမ်းကြပေမဲ့မှန်တယ်မှားတယ်လို့မပြောနိုင်တဲ့အခြေအနေကိုပဲရောက်ရှိခဲ့ရတာများပါတယ် ပြည့်စုံတဲ့ကျင့်ဝတ်ဆိုတာမရှိပါဘူးလူတိုင်းအတွက်အမှန်ကန်ဆုံးကျင့်ဝတ်တစ်ခုကတော့မိမိကိုယ်ကိုချစ်တယ်လို့သူများကိုချစ်ပါဆိုတဲ့ကျင့်ဝတ်ပဲဖြစ်မယ်လို့ထင်ပါတယ်ဒါကအရန်ကောင်းပေမဲ့လူတိုင်းကျင့်ဝတ်ကိုအလေးထားမယ်လို့တော့မထင်ပါဘူးမာသာထရီဆာနဲ့တခြားလူတွေကလွဲရင်ပေါ့ ဟုတ်ကဲ့ကျွန်တော်ဘီကလင်တန်မှာသိပ္ပံနည်းပညာနဲ့အတူကျင့်ဝတ်ပျက်စီးမှုတွေရင်ဆိုင်နေရတဲ့ကဘာကြီးကိုကြည့်ရင်မေကွန်းတွေနဲ့ပြည့်နေတာတွေ့ရပါမယ်။ကောင်းတဲ့ကျင့်ဝတ်ကောရှိရဲ့လား။ဖျားဆိုတာရှိသလား။ရှိတယ်ဆိုရင်သူဟာမေတ္တာတော်ရှင်ဖျားလား။ဒီကနေ့လူတွေဒုက္ခပြဿနာတွေနဲ့ဘာကြောင့်တွေ့ကြုံနေရတာလဲ။ဖျားဆိုတာရှိတယ်ဆိုရင်လူတွေကိုဘလို့ထင်ရှားပြမှာလဲ။ အ
မှန်ကန်ဆုံးတရားရှိမယ်လို့မထင်ဘူး ကျမတို့ထဲမှာပဲရှိတယ်လို့ယုံတယ်လူတိုင်းထဲမှာလည်းရှိသလိုကိုစီကျင်တဲ့အကြောင်းရင်းထဲမှာလည်းရှိမှာပဲ ကျွန်တော်ငယ်တုန်းကဖျားကိုယုံခဲ့တယ်ဘုံဝတ္ထုတွေကိုယုံခဲ့တယ်ကက်သလစ်အသင်းတော်မာနီတုန်းကအသင်းတော်စီကံနဲ့ပညာချက်တွေကိုလည်းယုံခဲ့တယ်နောက်ပြီးအရာအလုံးအပေါ်မှာအတွေးခေါ်ဆန်းဆန်းစဉ်းစားလာတဲ့အခါမှာနည်းနည်းတဲ့မိခွန်းတွေအတွက်ကျွန်တော်မှာအဖြေမရှိခဲ့ဘူးဒါတကယ်မသိတဲ့အချက်တွေပဲဖြစ်တယ်တကယ်လို့များကျွန်တော်မှာအဖြေရှိမယ်ဆိုရင်တောင်အတိမပြုတ်နိုင်သလိုညှင်းနိုင်မှလည်းမဟုတ်ဘူး ဖျားရှင်ကလူတွေကိုသူ့အကြောင်းဖော်ပြတဲ့နီလန်တစ်ခုကတော့တမန်ကျမ်းစာအဖြစ်ဖြစ်ပါတယ်သူ့ရဲ့ဖွင့်ပြချက်တွေကလည်းတခြားစာတွေထက်ထူးခြားပါတယ်တမန်ကျမ်းစာဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ဗျာဒိတ်ပြုချက်ဖြစ်ပါတယ်တမန်ကျမ်းစာဟာဗျာဒိတ်ပြုချက်နဲ့ပတ်သက်ပြီးယာနှုံးပြည့်စုံပါတယ်ဗျာဒိတ်ပြည့်စုံချက်တစ်ခုကိုဥပမာပြခြင်းပါတယ် တမန်ကျမ်းရဲ့ဒိုင်လအနာဂတ်ကျမ်းမှာမှတ်သားလောက်တဲ့ကြိုတင်ဟောကြားချက်များစွာတဲ့ကတစ်ခုရှိပါတယ်ထိုအချိန်ကစပြီး900စုကြာပြီးတဲ့နောက်မှာသခင်ယေရှုကရှင်ဘုရင်အဖြစ်နဲ့လာမယ်လို့ဂါဗြိလကဒိုင်လခန်းကြီးကိုအခန်းငယ်25မှာဒိုင်လကိုပြောတယ်ဘုရင်မေရှိယမတိုင်မီယေရုရှလင်မြို့ကိုပြန်လည်ပြုတ်ပြင်တိဆောက်မဲ့အကြောင်းကိုနားလေလို့9ပတ်နဲ့62ပတ်ရှိလိမ့်မယ်ရှေးတုန်းကတစ်နှစ်မှာ365ရက်ရှိတဲ့ပြစ်တိန်ကိုပဲအသုံးပြုတယ်တစ်နှစ်မှာ69ပတ်ရှိတယ်ဂါဗြိလရဲ့ကြိုတင်ဟောကြားချိန်နဲ့ရှင်ဘုရင်မေရှိယပေါ်ထွန်းလာတဲ့အချိန်ဟာရစ်ပေါင်း393,880 ကြာတယ်မတ်လ14ရက်445 BC မှာယေရုရှလင်ပြန်လည်ပြုတ်ပြင်တိဆောက်ဖို့အမိန့်တော်ကိုနေဟမိအခန်းကြီး1မှာမှတ်တမ်းတင်ထားတယ်။ဧပြီလ6ရက်နေ့ခရစ်တက္ကရဲ့32ခုမှာခရစ်တော်ဟာမိဂလေးကိုရှိပြီးသူ့ကိုယ်သူရှင်ဘုရင်အဖြစ်နဲ့ဖော်ပြခဲ့တယ်။445 BC မတ်လ14ရက်နဲ့ဧပြီလ6ရက် AD 32ခုကြားဟာရစ်ပေါင်း393,880 ကွတ်တီဖြစ်နေတာကိုတွေ့ရတယ်။ခရစ်တော်ဟာဘယ်သူဖြစ်တယ်ဆိုတာခရစ်တော်မပေါ်မီ300စုကတည်းကဂရိဘာသာနဲ့ဘာသာပြန်ထားတဲ့အရာကတက်တည်ဖြစ်တည်ရှိနေတယ် ပရောဖက်ပြုချက်တွေဟာအံ့ဩစရာကောင်းလုံးလို့တန်တရားရှိသူတွေကတော့ဒိုင်လကျမ်းဟာခရစ်တော်ပေါ်ပြီးမှရေးတယ်လို့ပြောကြတယ်။ဒါပေမဲ့1948ခုနှစ်တုန်းကပင်လေသီအနီးမှာတွေ့ရှိရတဲ့စာလိပ်ဟောင်းတွေအရဒိုင်လကျမ်းကိုခရစ်တော်မတိုင်ခင်ရေးတယ်ဆိုတာတည်တည်ချာချာသိရလို့ရှာဖွေတဲ့လူတွေကိုကျေးဇူးတင်ရတယ်။ကြွလာတော့မဲ့ဘယင်းဆိုတဲ့ Robert Anderson ရဲ့စာအုပ်ထဲမှာဒီဗျာဒိတ်ဟောချက်တွေကိုတွေ့ရတယ်။ Prophet ပြုချက်တွေကိုအတီးပြုတ်နိုင်ဖို့သမိုင်းတွေကိုမကြည့်ပဲညနေခင်းသတင်းတွေကိုကြည့်ရင်တောင်သိတာပါတယ်။ကျွန်တော်တို့ဟာထာဝရကာလစီကိုချင်းကပ်နေပြီလို့ယုံကြည်ပါတယ်။ကမ္ဘာပေါ်မှာဖြစ်ပျက်တွေကိုညစဉ်ထုတ်လွှင့်ပေးနေတဲ့ညနေခင်းသတင်းကိုကြည့်ရင်မျက်စိရှေ့မှောက်မှာကျမ်းစာရဲ့ပြည့်စုံခြင်းကိုမြင်နေရပါတယ်။တမန်ကျမ်းစာကလည်းဒီအကြောင်းအရာတွေကိုအလေးထားဖော်ပြထားပါတယ်။နှုတ်ကပတ်တော်ပြည့်စုံခြင်းကိုဖော်ပြတဲ့အခြေအနေ၅မျိုးကိုဆက်လက်ပြီးအကဲခတ်ရအောင်။ကဘာကြီးပူနွေးလာအောင်ဘုရားသခင်ကလှုပ်ဆောင်နေတာလား။ခရစ်တော်နဲ့အတူတန်လုံတောင်ကိုသွားတဲ့အခါတပည့်တော်တွေကနောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာတွေကိုမေးကြတယ်။ယေရှုခရစ်တော်ကတပည့်တော်တွေကိုပြောတယ်။နေရာအနှံ့ပြားမှာမြင်းကလေးတွေလှုပ်မယ်။အစာခေါင်းပါခြင်းတွေဖြစ်မယ်။ကာလနာတွေများပြားလာမယ်လို့ပြောတယ်။အမှန်တကယ်ပါပဲမြင်းကလေးတွေပို့ပြီးလှုပ်လာတယ်။မကြာသေးခင်ကပဲအင်မတန်ပြင်းထန်တဲ့အကြီးမားဆုံးသောငလင်ကြီးတွေလောက်တာတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာငလင်ကြီးတွေလောက်တာမြင်တွေ့ခဲ့ကြရပြီးဖြစ်တယ်။ဒီကမ္ဘာလုံးကိုတုံ့လို့ခြောက်ခြားသွားစေတဲ့အဲ့ဒီငလင်လှုပ်ခြင်းတွေဟာယေရှုခရစ်တော်ကိုယ်တိုင်ကြိုတင်ဟောကြားချက်တွေရဲ့တပိုင်းတစ်စဖြစ်တယ်လို့သိဖို့လိုပါတယ်။ငလင်တိုင်းတာရေးအဖွဲ့ရဲ့လေ့လာချက်အရRichter scale 8ထက်ကျော်လွန်တဲ့ငလင်ကိုငလင်ကြီးတွေလို့သတ်မှတ်ပါတယ်။ပြီးခဲ့တဲ့အနှစ်30လောက်ကစပြီးလှုပ်တဲ့ငလင်တွေကိုဇယားမှာကြည့်ရင်အင်အားဟာတိတိတသာမြင့်တက်လာနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့အချိန်တိုအတွင်းမှာဖြစ်တဲ့ငလင်လှုပ်ခြင်းတွေကိုကြည့်ပြီး
တစုံတစ်ခုကိုလှေနံဓာတ်ထစ်မပြောနိုင်ပါဘူးဒါပေမဲ့မျိုးဆက်တစ်တွေဖြစ်တဲ့ကျွန်တော်တို့တွေဟာကြီးမားတဲ့ငလင်လှုပ်ခြင်းတွေကိုမြင်တွေ့နေရတဲ့သက်သေတွေပါပထဝီယူပမြေပုံကိုလူတစ်ယောက်ကြည့်တဲ့အခါမှာကဘာကျိုးဟာအကြိမ်ပေါင်းများစွာစောင့်ရိုက်ပြီးမကြက်တစ်ချက်ပြုတ်ထားသလိုပဲမြင်လိမ့်မယ်တွန့်ခေါက်လွာလို့ခေါ်တဲ့ခြားနာတဲ့အလွှာပေါင်းမြောက်များစွာဟာတပြားနောက်တပြားရွေ့လျားနေကြတယ်အဲ့ဒီလိုရွေ့လျားနေတဲ့တွန့်ခေါက်လွာလိုင်းတွေမှာအဓိကကျတဲ့ငလင်တွေစတင်ဖြစ်လာတယ်စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီလိုရွေ့လျားနေတဲ့ဧရိယာအတွင်းမှာကမ္ဘာလူဦးရေအထူထပ်ဆုံးနေထိုင်ကြလို့ဖြစ်တယ်အနာဂတ်နဲ့ပတ်သက်ပြီးနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာမြို့တွေပြိုလဲကြမယ်လို့ပြောတယ်အဓိကကျတဲ့မြို့တွေရဲ့တည်နေရာဟာတွန့်ခေါက်လွာလိုင်းနဲ့တက်တက်ဖြစ်နေတာပိုပြီးစိတ်ဝင်စားစရာကောင်းတယ်ကျွန်တော်အနေနဲ့ငလင်တန်းတွင်မြင့်မားလာတာကြားတော့ပြီးခဲ့တဲ့ဖြစ်ပျက်တွေပြန်စဉ်းစားမိတယ်ဒါပေမဲ့အကုန်မမှတ်မိတော့ဘူး တဘာဝဘေးဒဏ်တွေအကြောင်းကိုစဉ်းစားမိပါတယ်ဆိုလိုတာရာစုနှစ်တိုင်းမှာဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ဘေးဒဏ်တွေများပါတယ်ဒါတဘာဝဖြစ်လို့တဘာဝလို့ခေါ်ပါတယ်ကဘာကြီးကအိုဇုံးလာအဖြစ်ကျမတို့ကိုနှိုးချဖို့နှိုးဆော်နေတယ်။တနေ့ပြီးတနေ့အချိန်ကြီးဆိုးရလို့ကဘာကြီးကကဲပါလို့ပြောနေတယ်။လာမယ့်နေ့တွေမှာပိုဆိုးလာမယ်။တစ်ပင်တွေခြောက်တွေ့ပြီးရေတွေလည်းညဉ့်ညမ်းလာမယ်။ကျမတို့အားလုံးသိမှသိကြတယ်။ဗျာဒိတ်အခန်းကြီး7အငယ်18မှာလူမျိုးတို့သည်အမျက်ထွက်ကြသည်ဖြစ်၍အမျက်တော်သည်လည်းရောက်ပါပြီ။မြေကြီးကိုဖျက်ဆီးသောသူတို့ကိုဖျက်ဆီးတော်မူချိန်ရောက်ပါပြီလို့ဖော်ပြထားတယ်။လူတွေဟာသူတို့သတိမထားမိတဲ့အတ္တနဲ့လောဘတွေကြောင့်ကဘာကိုဖျက်ဆီးမယ်ဆိုတာကိုဘုရားရှင်သိတယ်။အနာဂတ်မျိုးဆက်အတွက်ကောင်းကျိုးမပေးနိုင်တော့တဲ့အထိပတ်ဝန်းကျင်ကိုလူတွေကဖျက်ဆီးဖို့ကြိုးစားနေကြတယ်။တကယ်တမ်းပြောရရင်ယခုမျိုးဆက်တွေဟာယခင်မျိုးဆက်တွေထက်ကဘာချိုးကိုဖျက်ဆီးတဲ့အလုပ်ပိုလုပ်နေကြတယ်။အယ်ကိုရဲ့ကဘာဤညီမျှခြင်းစာအုပ်အရာကျွန်တော်တို့တွေဟာထောင်ပေါင်းများစွာသောတရိษံကျေးငတ်နဲ့ငါးပေါင်းများစွာကိုနှစ်တိုင်းတက်တယ်လို့သိရတယ်။ဒီလိုဖြက်စီးတဲ့အဖြစ်အပျက်တွေဟာစတင်တာမကြသေးပါဘူး။ဒီဩဇာနဲ့ဆူဆူမှုပြုံးတီးတဲ့တဘာဝအန္တရာယ်ပတ်ဝန်းကျင်ထိခိုက်မှုတွေကိုတိုင်းနိုင်ငံတွေမှာတွေ့ရတယ်။ဒီနေ့တဘာဝဘေးအန္တရာယ်ကိုဖြစ်စေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေများလာတာကိုသိပ္ပံပညာရှင်တွေကပိုသိကြပါတယ်။လောင်စာဆီတွေရဲ့လောင်ကျွမ်းမှုကြောင့်ကမ္ဘာအပေါ်ယံလွှာတွေပျက်စီးတယ်ဆိုတာသိရပါတယ်။လာမယ့်ရာစုနဲ့အလဲကိုကျွန်တော်တို့ရောက်ရှိတဲ့အခါ20ရာစုတုန်းကတကြိမ်သာကြုံတွေ့ခဲ့တဲ့အပူလိုင်းဖြတ်ခြင်းနဲ့မိုးခေါင်ရေရှားမှုတွေကိုအခု10နှစ်တခါကြုံတွေ့နိုင်ဖွယ်ရှိပါတယ်လူဦးရေတိုးတက်လာတာကြောင့်မဟုတ်ပဲအတ္တကြီးတဲ့လူအဖွဲ့အစည်းတွေတိုးတက်ထွန်းကားမှုတွေကြောင့်လဲမြေရေထုနဲ့လေထုတို့ညဉ့်ညမ်းမှုတွေဟာကြောက်လန့်စရာတဘာဝပျက်စီးမှုတွေဖြစ်တယ်ဆိုတာယခုမျိုးဆက်တွေကသက်သေပြနေပါတယ်။အိုဆုံးလွာပျက်စီးခြင်းရဲ့အဓိကအကြောင်းရင်းကတော့ဓာတုဓာတ်ရောင်ကြီးများပြားလာမှုကြောင့်ဖြစ်ပြီး၎င်းဓာတုဓာတ်ရောင်ကြီးကြောင့်အရေပြားကင်ဆာရောဂါဖြစ်လာရခြင်းဖြစ်တယ်။နှုတ်ကပတ်တော်အရတော့စိတ်ဝင်စားစရာပဲ။ဗျာဒိတ်ကျမ်းမှာလူတွေရဲ့ခန္ဓာကိုယ်ပေါ်မှာအနာစိမ့်တွေပေါက်တယ်လို့ပြောပါတယ်။ဒီအရာတွေဟာအနာဂတ်မှာဖြစ်လာမဲ့အကြောင်းအရာတွေကိုကြိုတင်နမိတ်ပြနေခြင်းပဲဖြစ်ပါတယ်။အမှန်တကယ်နျူကလ িয়ার လက်နက်တီထွင်မှုတွေအကြီးအကျယ်ပြောင်းလဲလာမှုရှိမယ်ဆိုရင်ကမ္ဘာကိုအကာအကွယ်ပေးတဲ့အိုဇုံးလွှာတွေပုံမူလျော့နေလာမှာဖြစ်ပြီးလူတွေအပေါ်မှာနေအောင်ခြေရရှိမှုဟာပိုပြီးအန္တရာယ်များလာမှာဖြစ်ပါတယ်။များပြားလာတဲ့ရောင်ခြည်ဓာတ်ကြောင့်ဒုက္ခပြဿနာအမျိုးမျိုးနဲ့အရေးပြားကင်ဆာရောဂါတွေအခုတိုးပွားများပြားနေပါပြီ။ဒါပေမဲ့ဆက်လက်ပြီးဗျာဒိတ်ကျမ်းမှာကြိုတင်ဟောထားချက်အတိုင်းဒီထက်ပိုမိုတိုးတက်ဖြစ်ပေါ်လာမှာဖြစ်တယ်။ကဘာကြီးပူရဲလာခြင်းအစစ်မိုးနဲ့အိုးစုံလွှာပျက်စီးခြင်းအတွက်ဖြည့်ရှင်းဖို့ရန်နီလန်းတင်မြရှာဖို့လိုအပ်နေပါပြီ1958ခုနှစ်တုန်းကလေထဲမှာကာဗွန်ဒိုင်အောက်ဆိုက်စုစည်းမှုဟာ10%ရှိခဲ့ရာကနေစက်မှုတော်လှန်ရေးအချိန်မှာ25%ထိမြင့်တက်လာတယ်။နေထုထဲမှာအိုးစုံလွှာမရှိခဲ့ရင်ကျွန်တော်တို့အနေနဲ့နေအောင်ကြည့်ကားတဲ့ခန်းစည်းလိုက်ကအချက်900လိုအပ်မှာဖြစ်တယ်။တကယ်လို့လုပ်မယ်ဆိုရင်လည်းလုံးဝလုံလောက်မဟုတ်ပါဘူး။နောက်ဆုံးသောနေ့နဲ့ပတ်သက်ပြီးတော့ဗျာဒိတ်ကျမ်းအခန်းကြီး16မှာ၄ပါးမြောက်ကောင်းကင်တမန်က
သူ့ဖလားကိုနေပေါ်မှာလောင်းတဲ့အခါလူတွေကိုမီးလိုလောင်ဖို့အခွင့်ရတယ်လူတွေကိုအပူဆုံးအရှိန်နဲ့လောင်လို့ခံစားရတဲ့ဝေဒနာတွေကြောင့်နောင်တရမယ့်အစားဘုရားသခင်ကိုကြိမ်ဆဲကြတယ်လို့ရေးထားတယ်ကျွန်တော်တို့ကိုကာကွယ်ပေးတဲ့အိုဇုံးလွှာတာမရှိရင်အခုလဲအလောင်ခံရမှာဖြစ်တယ်လေထုထဲကကာဗွန်ဒိုင်အောက်ဆိုက်ကြောင့်ကမ္ဘာကြီးပူနွေးလာမှုကိုကြည့်ရင်ကြိုတင်ဟောကြားချက်တွေပြည့်စုံဖို့မဝေးတော့ဘူးဆိုတာသိရတယ်ဒီနေ့ကျွန်တော်တို့ကိုဒုက္ခပေးနေတဲ့နောက်တစ်ခုကတော့ပုံမှန်မဟုတ်ပဲပြောင်းလဲနေတဲ့ရာသီဥတုပါနေ့တိုင်း TV ကြည့်မယ်သတင်းစာဖတ်မယ်ဆိုရင်တဘာဝဘေးအန္တရာယ်တွေအကြောင်းကြားသိတွေ့မြင်ရမှာဖြစ်ပါတယ်ခရစ်တော်ပြောတဲ့အတိုင်းတွေမသိမ်းဖြစ်နေတာပါခရစ်တော်ပြန်လာမယ့်အချိန်နီးကပ်နေပြီဆိုတာကိုသတိပေးတဲ့အမှတ်သားတွေပါနေ့ရက်တိုင်းရှုပ်ထွေးဖြစ်ပျက်နေတဲ့ရာသီဥတုနဲ့ပတ်သက်ပြီးကြိုတင်ဟောကြားချက်တွေများစွာရှိပါတယ်ခရစ်တော်ကထိုနေ့ရက်ကာလမှာကမ္ဘာဦးကစပြီးမဖြစ်ပျက်ဖူးသေးတဲ့ဘေးဒဏ်ကြီးတွေဖြစ်လာမယ်တဲ့တမန်တော်ရှင်ပေါလုကလည်းဖန်ဆင်းသမျှသောအရာတွေဟာတညီတညွတ်တည်းညီးတွားပြီးဆင်းရဲခြင်းဝေဒနာကိုခံစားနေရတယ်လို့ပြောတယ်မိခင်တယောက်ဟာမွေးဖွားခြင်းဝေဒနာပိုမိုပြင်းထန်လာရင်မွေးဖွားရန်အချိန်ပိုနီးလာသလိုဖန်ဆင်းထားတဲ့အရာတွေဟာလည်းပို၍ညီးတွားလာတယ်လို့တမန်ကျမ်းစာကပြောပါတယ်တမန်တော်ယောဟန်ကလည်းမိုးချုံခြင်းပြက်ပြက်ခြင်းမြေငလင်လှုပ်ခြင်းမိုးသီးကျခြင်းမီးလောင်ခြင်းများကမ္ဘာအဆုံးမှာဖြစ်မယ်လို့ပြောပါတယ်အောက်မှာပါတဲ့အချက်တွေဟာ1994ခုနှစ်ဒီဇင်ဘာလတုန်းကထုတ်ပြန်ချက်ဖြစ်ပါတယ်တိုက်6တိုက်ကြားမှာတဘာဝပတ်ဝန်းကျင်ကိုစောင့်ကြည့်နေတဲ့အဖွဲ့က1990နဲ့1994ခုနှစ်အတွင်းမှတ်တမ်းရာမှတ်သားလောက်တဲ့အမြင့်ဆုံးရေလွှမ်းမှုအရှိန်ဆုံးမိုးခေါင်ရရှာခြင်းအပြင်းထန်ဆုံးသောမီးလောင်ခြင်းနဲ့အဆိုးရွားဆုံးအပူလိုင်းဖြတ်ခြင်းကိုတွေ့ရပါတယ်1980ဝန်းကျင်မှာကမ္ဘာရဲ့အစိတ်တော်တော်များများကိုဒေသနှုန်းကစိုးရိမ်မှတ်ထိအောင်ဖျက်ဆီးခဲ့ပါတယ်ဘာပေါ်မှာဒီကနေ့လောက်မေကွန်းထုတ်เสียစိုးရိမ်ပူပန်เสียတွေကိုလူတွေအနေနဲ့မကြုံခဲ့ဘူးပါဘူးတခါတလေပြဿနာကတိတ်ကြီးပြီးရှုပ်ထွေးလှတာကြောင့်မမေးကျင်လောက်အောင်ရှိပါတယ်ဒါပေမဲ့ကဘာတဝမ်းမတီမငြိမ်ဖြစ်မှုတွေပြောင်းလဲမှုတွေကိုကြည့်ရင်မေကွန်းထုတ်တာဟာမဆန်းပါဘူးလူတွေဟာဘယ်ကိုဥတီသွားနေကြသလဲသားတွေအနေနဲ့ယောဂကာကွယ်မှုစနစ်တွေဂျိုရုဆက်သွယ်ရေးတွေဒီຢာတွေကကျွန်တော်တို့ကိုသတိပေးနေတာမဟုတ်ဘူးလားမီးတောင်ပေါက်ကွဲခြင်းတွေတဘာဝဘေးအန္တရာယ်တွေဒီအဖြစ်အပျက်တွေထဲမှာအမှန်တရားဆိုတာရှိသလားကျွန်တော်တို့ရဲ့စန္ဒနဲ့ဒုက္ခပြဿနာတွေအတွက်အဖြေပေးနိုင်တဲ့သူရောရှိရဲ့လား Prophet Muhammad ယင်းခုံဆရာအမေးပု္ပ္ပစာတွေနောက်ပြီးသိက္ခာတော်ရဆရာကြီး Billy Graham ဒါတွေအားလုံးဟာလူထက်ကတနေရာရာကဖြစ်တာပါဒါတွေဟာခေတ်ကာလရဲ့အဆုံးလား
အကျင့်ကိုပြောင်းလဲစေတဲ့ပညာချက်မရှိဘူးဒါပေမဲ့အကျင့်တွေပြောင်းလဲလာဖို့ပညာတွေကိုမှီပြုတဲ့နဲ့ကျင့်ဝတ်တွေခြားနာချင်းခြားနာမယ်ပညာတော်ဟာသူတစ်ပါးအသက်မသက်ဖို့အတွက်ထိတ်ချုပ်တဲ့အခြေခံဖြစ်ပါတယ် ထုံးတန်းစင်လာရလက်ဆင့်ကမ်းလာတဲ့ကျင့်ဝတ်စည်းကမ်းအသိပညာတွေဟာယခုအချိန်မှာမေးခွန်းတုပ်စရာတွေဖြစ်လာတယ်လို့ထင်ရပါတယ်အမှားမှန်ကိုခွဲခြားနိုင်ဖို့ကျွန်တော်တို့စူးစမ်းကြပေမဲ့မှန်တယ်မှားတယ်လို့မပြောနိုင်တဲ့အခြေအနေကိုပဲရောက်ရှိခဲ့ရတာများပါတယ် ပြည့်စုံတဲ့ကျင့်ဝတ်ဆိုတာမရှိပါဘူးလူတိုင်းအတွက်အမှန်ကန်ဆုံးကျင့်ဝတ်တစ်ခုကတော့မိမိကိုယ်ကိုချစ်တယ်လို့သူများကိုချစ်ပါဆိုတဲ့ကျင့်ဝတ်ပဲဖြစ်မယ်လို့ထင်ပါတယ်ဒါကအရန်ကောင်းပေမဲ့လူတိုင်းကျင့်ဝတ်ကိုအလေးထားမယ်လို့တော့မထင်ပါဘူးမာသာထရီဆာနဲ့တခြားလူတွေကလွဲရင်ပေါ့ ဟုတ်ကဲ့ကျွန်တော်ဘီကလင်တန်မှာသိပ္ပံနည်းပညာနဲ့အတူကျင့်ဝတ်ပျက်စီးမှုတွေရင်ဆိုင်နေရတဲ့ကဘာကြီးကိုကြည့်ရင်မိခွန်းတွေနဲ့ပြည့်နေတာတွေ့ရပါမယ်။ကောင်းတဲ့ကျင့်ဝတ်ကောရှိရဲ့လား။ဖျားဆိုတာရှိသလား။ရှိတယ်ဆိုရင် तू ဟာမေတ္တာတော်ရှင်ဖျားလား။ဒီကနေ့လူတွေဒုက္ခပြဿနာတွေနဲ့ဘာကြောင့်တွေ့ကြုံနေရတာလဲ။ဖျားဆိုတာရှိတယ်ဆိုရင်လူတွေကိုဘလို့ထင်ရှားပြမှာလဲ။ အမှန်ကန်ဆုံးတရားရှိမယ်လို့မထင်ဘူး ကျမတို့ထဲမှာပဲရှိတယ်လို့ယုံတယ်လူတိုင်းထဲမှာလည်းရှိတယ်လို့ကိုစီကျင်တဲ့အကြောင်းရင်းထဲမှာလည်းရှိမှာပဲ ကျွန်တော်ငယ်တုန်းကဖျားကိုယုံခဲ့တယ်ဘုံဝတ္ထုတွေကိုယုံခဲ့တယ်ကက်သလစ်အသင်းတော်မာနီတုန်းကအသင်းတော်စီကံနဲ့ပညာချက်တွေကိုလည်းယုံခဲ့တယ်နောက်ပြီးအရာအလုံးအပေါ်မှာအတွေးခေါ်ဆန်းဆန်းစဉ်းစားလာတဲ့အခါမှာနည်းနည်းတဲ့မိခွန်းတွေအတွက်ကျွန်တော်မှာအဖြေမရှိခဲ့ဘူးဒါတကယ်မသိတဲ့အချက်တွေပဲဖြစ်တယ်တကယ်လို့များကျွန်တော်မှာအဖြေရှိမယ်ဆိုရင်တောင်အတိမပြုတ်နိုင်သလိုညှင်းနိုင်မှလည်းမဟုတ်ဘူး ဘုရားရှင်ကလူတွေကိုသူ့အကြောင်းဖော်ပြတဲ့နီလန်တစ်ခုကတော့တမန်ကျမ်းစာအဖြစ်ဖြစ်ပါတယ်။သူ့ရဲ့ဖွင့်ပြချက်တွေကလည်းတခြားစာတွေထက်ထူးခြားပါတယ်။တမန်ကျမ်းစာဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ဗျာဒိတ်ပြုချက်ဖြစ်ပါတယ်။တမန်ကျမ်းစာဟာဗျာဒိတ်ပြုချက်နဲ့ပတ်သက်ပြီးယာနှုံးပြည့်စုံပါတယ်။ဗျာဒိတ်ပြည့်စုံချက်တစ်ခုကိုဥပမာပြခြင်းပါတယ်။ တမန်ကျမ်းရဲ့ဒိုင်လအနာဂတ်ကျမ်းမှာမှတ်သားလောက်တဲ့ကြိုတင်ဟောကြားချက်များစွာတဲ့ကတစ်ခုရှိပါတယ်ထိုအချိန်ကစပြီး900စုကြာပြီးတဲ့နောက်မှာသခင်ယေရှုကရှင်ဘုရင်အဖြစ်နဲ့လာမယ်လို့ဂါဗြိလကဒိုင်လခန်းကြီးကိုအခန်းငယ်25မှာဒိုင်လကိုပြောတယ်ဘုရင်မေရှိယမတိုင်မီယေရုရှလင်မြို့ကိုပြန်လည်ပြုတ်ပြင်တိဆောက်မဲ့အကြောင်းကိုနားလေလို့9ပတ်နဲ့62ပတ်ရှိလိမ့်မယ်ရှေးတုန်းကတစ်နှစ်မှာ365ရက်ရှိတဲ့ပြစ်တိန်ကိုပဲအသုံးပြုတယ်။တစ်နှစ်မှာ69ပတ်ရှိတယ်။ဂါဗြိလရဲ့ကြိုတင်ဟောကြားချိန်နဲ့ရှင်ဘုရင်မေရှိယပေါ်ထွန်းလာတဲ့အချိန်ဟာရစ်ပေါင်း3,93880ကြာတယ်။မတ်လ14ရက်445 BC မှာယေရုရှလင်ပြန်လည်ပြုတ်ပြင်တိဆောက်ဖို့အမိန့်တော်ကိုနေဟမိအခန်းကြီး1မှာမှတ်တမ်းတင်ထားတယ်။ဧပြီလ6ရက်နေ့ခရစ်တက္ကရဲ့32ခုမှာခရစ်တော်ဟာမိဂလေးကိုရှိပြီးသူ့ကိုယ်သူရှင်ဘုရင်အဖြစ်နဲ့ဖော်ပြခဲ့တယ်။445 BC မတ်လ14ရက်နဲ့ဧပြီလ6ရက် AD 32ခုကြားဟာရစ်ပေါင်း3,93880ကွတ်တီဖြစ်နေတာကိုတွေ့ရတယ်။ခရစ်တော်ဟာဘယ်သူဖြစ်တယ်ဆိုတာခရစ်တော်မပေါ်မီ300စုကတည်းကဂရိဘာသာနဲ့ဘာသာပြန်ထားတဲ့အရာကတက်တည်ဖြစ်တည်ရှိနေတယ်။ပရောဖက်ပြုချက်တွေဟာအံ့ဩစရာကောင်းလုံးလို့တန်တရားရှိသူတွေကတော့ဒိုင်လကျမ်းဟာခရစ်တော်ပေါ်ပြီးမှရေးတယ်လို့ပြောကြတယ်။ဒါပေမဲ့1948ခုနှစ်တုန်းကပင်လေသီအနီးမှာတွေ့ရှိရတဲ့စာလိပ်ဟောင်းတွေအရဒိုင်လကျမ်းကိုခရစ်တော်မတိုင်ခင်ရေးတယ်ဆိုတာတည်တည်ချာချာသိရလို့ရှာဖွေတဲ့လူတွေကိုကျေးဇူးတင်ရတယ်။ကြွလာတော့မဲ့ဘယင်းဆိုတဲ့ Robert Anderson ရဲ့စာအုပ်ထဲမှာဒီဗျာဒိတ်ဟောချက်တွေကိုတွေ့ရတယ်။ Prophet ပြုချက်တွေကိုအတည်ပြုနိုင်ဖို့သမိုင်းတွေကိုမကြည့်ပဲညနေခင်းသတင်းတွေကိုကြည့်ရင်တောင်သိတာပါတယ်။ကျွန်တော်တို့ဟာထာဝရကာလစီကိုချင်းကပ်နေပြီလို့ယုံကြည်ပါတယ်။ကမ္ဘာပေါ်မှာဖြစ်ပျက်တွေကိုညစဉ်ထုတ်လွှင့်ပေးနေတဲ့ညနေခင်းသတင်းကိုကြည့်ရင်မျက်စိရှေ့မှောက်မှာကျမ်းစာရဲ့ပြည့်စုံခြင်းကိုမြင်နေရပါတယ်။တမန်ကျမ်းစာကလည်းဒီအကြောင်းအရာတွေကိုအလေးထားဖော်ပြထားပါတယ်။နှုတ်ကပတ်တော်ပြည့်စုံခြင်းကိုဖော်ပြတဲ့အခြေအနေ၅မျိုးကိုဆက်လက်ပြီးအကဲခတ်ရအောင်။
ကဘာကြီးပူနွေးလာအောင်ဘုရားသခင်ကလှုပ်ဆောင်နေတာလားခရစ်တော်နဲ့အတူတန်လုံတောင်ကိုသွားတဲ့အခါတပည့်တော်တွေကနောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာတွေကိုမေးကြတယ်။ယေရှုခရစ်တော်ကတပည့်တော်တွေကိုပြောတယ်နေရာအနှံ့ပြားမှာမြင်းကလေးတွေလှုပ်မယ်အစာခေါင်းပွားခြင်းတွေဖြစ်မယ်ကာလနာတွေများပြားလာမယ်လို့ပြောတယ်။အမှန်တကယ်ပါပဲမြင်းကလေးတွေပို့ပြီးလှုပ်လာတယ်မကြာသေးခင်ကပဲအင်မတန်ပြင်းထန်တဲ့အကြီးမားဆုံးသောငလင်ကြီးတွေလှုပ်တာတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာငလင်ကြီးတွေလှုပ်တာမြင်တွေ့ခဲ့ကြရပြီးဖြစ်တယ်။ဒီကမ္ဘာလုံးကိုတုန်လှုပ်ခြောက်ခြားသွားစေတဲ့အဲ့ဒီငလင်လှုပ်ခြင်းတွေဟာယေရှုခရစ်တော်ကိုယ်တိုင်ကြိုတင်ဟောကြားချက်တွေရဲ့တပိုင်းတစ်စဖြစ်တယ်လို့သိဖို့လိုပါတယ်။ငလင်တိုင်းတာရေးအဖွဲ့ရဲ့လေ့လာချက်အရRichter scale 8ထက်ကျော်လွန်တဲ့ငလင်ကိုငလင်ကြီးတွေလို့သတ်မှတ်ပါတယ်။ပြီးခဲ့တဲ့အနှစ်30လောက်ကစပြီးလှုပ်တဲ့ငလင်တွေကိုဇယားမှာကြည့်ရင်အင်အားဟာတိတိတသာမြင့်တက်လာနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့အချိန်တိုအတွင်းမှာဖြစ်တဲ့ငလင်လှုပ်ခြင်းတွေကိုကြည့်ပြီးတစ်စုံတစ်ခုကိုလှေနံဓာတ်ထစ်မပြောနိုင်ပါဘူး။ဒါပေမဲ့မျိုးဆက်တစ်တွေဖြစ်တဲ့ကျွန်တော်တို့တွေဟာကြီးမားတဲ့ငလင်လှုပ်ခြင်းတွေကိုမြင်တွေ့နေရတဲ့သက်သေတွေပါ။ပထဝီယူပမြေပုံကိုလူတစ်ယောက်ကြည့်တဲ့အခါမှာကဘာကျိုးဟာအကြိမ်ပေါင်းများစွာစောင့်ရိုက်ပြီးမကြက်တစ်ချက်ပြုတ်ထားသလိုပဲမြင်လိမ့်မယ်။တွန့်ခေါက်လွာလို့ခေါ်တဲ့ခြားနာတဲ့အလွှာပေါင်းမြောက်များစွာဟာတပြားနောက်တပြားရွေ့လျားနေကြတယ်။အဲ့ဒီလိုရွေ့လျားနေတဲ့တွန့်ခေါက်လွာလိုင်းတွေမှာအဓိကကျတဲ့ငလင်တွေစတင်ဖြစ်လာတယ်။စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီလိုရွေ့လျားနေတဲ့ဧရိယာအတွင်းမှာကမ္ဘာလူဦးရေအထူထပ်ဆုံးနေထိုင်ကြလို့ဖြစ်တယ်။အနာဂတ်နဲ့ပတ်သက်ပြီးနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာမြို့တွေပြိုလဲကြမယ်လို့ပြောတယ်။အဓိကကျတဲ့မြို့တွေရဲ့တည်နေရာဟာတွန့်ခေါက်လွာလိုင်းနဲ့တက်တက်ဖြစ်နေတာပိုပြီးစိတ်ဝင်စားစရာကောင်းတယ်။ကျွန်တော်အနေနဲ့ငလင်တန်းတွင်မြင့်မားလာတာကြားတော့ပြီးခဲ့တဲ့ဖြစ်ပျက်တွေပြန်စဉ်းစားမိတယ်။ဒါပေမဲ့အကုန်မမှတ်မိတော့ဘူး။တဘာဝဘေးဒဏ်တွေအကြောင်းကိုစဉ်းစားမိပါတယ်။ဆိုလိုတာရာစုနှစ်တိုင်းမှာဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ဘေးဒဏ်တွေများပါတယ်။ဒါတဘာဝဖြစ်လို့တဘာဝလို့ခေါ်ပါတယ်။ကဘာကြီးကအိုဇုံးလာအဖြစ်ကျမတို့ကိုနှိုးချဖို့နှိုးဆော်နေတယ်။တနေ့ပြီးတနေ့အချိန်ကြီးဆိုးရလို့ကဘာကြီးကကဲပါလို့ပြောနေတယ်။လာမယ့်နေ့တွေမှာပိုဆိုးလာမယ်။တစ်ပင်တွေခြောက်သွေ့ပြီးရေတွေလည်းညဉ့်ညမ်းလာမယ်။ကျမတို့အားလုံးသိမှသိကြတယ်။ဗျာဒိတ်အခန်းကြီး7အငယ်18မှာလူမျိုးတို့သည်အမျက်ထွက်ကြသည်ဖြစ်၍အမျက်တော်သည်လည်းရောက်ပါပြီ။မြေကြီးကိုဖျက်ဆီးသောသူတို့ကိုဖျက်ဆီးတော်မူချိန်ရောက်ပါပြီလို့ဖော်ပြထားတယ်။လူတွေဟာသူတို့သတိမထားမိတဲ့အတ္တနဲ့လောဘတွေကြောင့်ကဘာကိုဖျက်ဆီးမယ်ဆိုတာကိုဘုရားရှင်သိတယ်။အနာဂတ်မျိုးဆက်အတွက်ကောင်းကျိုးမပေးနိုင်တော့တဲ့အထိပတ်ဝန်းကျင်ကိုလူတွေကဖျက်ဆီးဖို့ကြိုးစားနေကြတယ်။တကယ်တမ်းပြောရရင်ယခုမျိုးဆက်တွေဟာယခင်မျိုးဆက်တွေထက်ကဘာချိုးကိုဖျက်ဆီးတဲ့အလုပ်ပိုလုပ်နေကြတယ်။အယ်ကိုရဲ့ကဘာဤညီမျှခြင်းစာအုပ်အရာကျွန်တော်တို့တွေဟာထောင်ပေါင်းများစွာသောတရိษံကျေးငတ်နဲ့ငါးပေါင်းများစွာကိုနှစ်တိုင်းတက်တယ်လို့သိရတယ်။ဒီလိုဖျက်ဆီးတဲ့အဖြစ်အပျက်တွေဟာစတင်တာမကြသေးပါဘူး။ဒီဩဇာနဲ့ဆူဆူမှုပြုံးတီးတဲ့တဘာဝအန္တရာယ်ပတ်ဝန်းကျင်ထိခိုက်မှုတွေကိုတိုင်းနိုင်ငံတွေမှာတွေ့ရတယ်။ဒီနေ့တဘာဝဘေးအန္တရာယ်ကိုဖြစ်စေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေများလာတာကိုသိပ္ပံပညာရှင်တွေကပိုသိကြပါတယ်။လောင်စာဆီတွေရဲ့လောင်ကျွမ်းမှုကြောင့်ကမ္ဘာအပေါ်ယံလွှာတွေပျက်စီးတယ်ဆိုတာသိရပါတယ်။လာမယ့်ရာစုနဲ့အလဲကိုကျွန်တော်တို့ရောက်ရှိတဲ့အခါ20ရာစုတုန်းကတကြိမ်သာကြုံတွေ့ခဲ့တဲ့အပူလိုင်းဖြတ်ခြင်းနဲ့မိုးခေါင်ရေရှားမှုတွေကိုအခု10နှစ်တခါကြုံတွေ့နိုင်ဖွယ်ရှိပါတယ်။လူဦးရေတိုးတက်လာတာကြောင့်မဟုတ်ပဲအတ္တကြီးတဲ့လူအဖွဲ့အစည်းတွေတိုးတက်ထွန်းကားမှုတွေကြောင့်လယ်မြေရေထုနဲ့လေထုတို့ညဉ့်ညမ်းမှုတွေဟာကြောက်လန့်စရာတဘာဝပျက်စီးမှုတွေဖြစ်တယ်ဆိုတာယခုမျိုးဆက်တွေကသက်သေပြနေပါတယ်။အိုဆုံးလွာပျက်စီးခြင်းရဲ့အဓိကအကြောင်းရင်းကတော့ဓာတုဓာတ်ရောင်ကြီးများပြားလာမှုကြောင့်ဖြစ်ပြီး၎င်းဓာတုဓာတ်ရောင်ကြီးကြောင့်အရေပြားကင်ဆာရောဂါဖြစ်လာရခြင်းဖြစ်တယ်။
နှုတ်ကပတ်တော်အရတော့စိတ်ဝင်စားစရာပဲဗျာဒိတ်ကျမ်းမှာလူတွေရဲ့ခန္ဓာကိုယ်ပေါ်မှာအနာစိမ့်တွေပေါက်တယ်လို့ပြောပါတယ်ဒီအရာတွေဟာအနာဂတ်မှာဖြစ်လာမဲ့အကြောင်းအရာတွေကိုကြိုတင်နမိတ်ပြနေခြင်းပဲဖြစ်ပါတယ် အမှန်တကယ်နျူကလ িয়ার လက်နက်တီထွင်မှုတွေအကြီးအကျယ်ပြောင်းလဲလာမှုရှိမဲ့ဆိုရင်ကမ္ဘာကိုအကာအကွယ်ပေးတဲ့အိုဇုံးလွှာတွေပုံမူလျော့နေလာမှာဖြစ်ပြီးလူတွေအပေါ်မှာနေအောင်ချေရရှိမှုဟာပိုပြီးအန္တရာယ်များလာမှာဖြစ်ပါတယ်များပြားလာတဲ့ရောင်ချီဓာတ်ကြောင့်ဒုက္ခပြဿနာအမျိုးမျိုးနဲ့အရေးပြားကင်ဆာယောဂါတွေအခုတိုးပွားများပြားနေပါပြီဒါပေမဲ့ဆက်လက်ပြီးဗျာဒိတ်ကျမ်းမှာကြိုတင်ဟောထားချက်အတိုင်းဒီထက်ပိုမိုတိုးတက်ဖြစ်ပေါ်လာမှာဖြစ်တယ် ကဘာကြီးပူရဲလာခြင်းအက်ဆစ်မိုးနဲ့အိုးစုံလွှာပျက်စီးခြင်းအတွက်ဖြည့်ရှင်းဖို့ရန်နီလန်းတင်မြရှာဖို့လိုအပ်နေပါပြီ1958ခုနှစ်တုန်းကလေထဲမှာကာဗွန်ဒိုင်အောက်ဆိုက်စုစည်းမှုဟာ10ရာခိုင်နှုန်းရှိခဲ့ရာကနေစက်မှုတော်လှန်ရေးအချိန်မှာ25ရာခိုင်နှုန်းထိမြင့်တက်လာတယ်နေထုထဲမှာအိုဇုံလွှာမရှိခဲ့ရင်ကျွန်တော်တို့အနေနဲ့နေအောင်ကြည်ကားတဲ့ခန်းစည်းလိုက်ကအချက်900လိုအပ်မှာဖြစ်တယ်တကယ်လို့လုံမယ်ဆိုရင်လည်းလုံးဝလုံလောက်မဟုတ်ပါဘူးနောက်ဆုံးသောနေ့နဲ့ပတ်သက်ပြီးတော့ဗျာဒိတ်ကျမ်းအခန်းကြီး16မှာ၄ပါးမြောက်ကောင်းကင်တမန်ကသူ့ဖလားကိုနေပေါ်မှာလောင်းတဲ့အခါလူတွေကိုမီးလိုလောင်ဖို့အခွင့်ရတယ်လူတွေကိုအပူဆုံးအရှိန်နဲ့လောင်လို့ခံစားရတဲ့ဝေဒနာတွေကြောင့်နောင်တရမယ့်အစားဘုရားသခင်ကိုကြိမ်ဆဲကြတယ်လို့ရေးထားတယ်ကျွန်တော်တို့ကိုကာကွယ်ပေးတဲ့အိုဇုံးလွှာတာမရှိရင်အခုလည်းအလောင်ခံရမှာဖြစ်တယ်လေထုထဲကကာဗွန်ဒိုင်အောက်ဆိုက်ကြောင့်ကမ္ဘာကြီးပူနွေးလာမှုကိုကြည့်ရင်ကြိုတင်ဟောကြားချက်တွေပြည့်စုံဖို့မဝေးတော့ဘူးဆိုတာသိရတယ်ဒီနေ့ကျွန်တော်တို့ကိုဒုက္ခပေးနေတဲ့နောက်တစ်ခုကတော့ပုံမှန်မဟုတ်ပဲပြောင်းလဲနေတဲ့ရာသီဥတုပါနေ့တိုင်း TV ကြည့်မယ်သတင်းစာဖတ်မယ်ဆိုရင်တဘာဝဘေးအန္တရာယ်တွေအကြောင်းကြားသိတွေ့မြင်ရမှာဖြစ်ပါတယ်ခရစ်တော်ပြောတဲ့အတိုင်းတတွေမသိမ်းဖြစ်နေတာပါခရစ်တော်ပြန်လာမယ့်အချိန်နီးကပ်နေပြီဆိုတာကိုသတိပေးတဲ့အမှတ်သားတွေပါနေ့ရက်တိုင်းရှုပ်ထွေးဖြစ်ပျက်နေတဲ့ရာသီဥတုနဲ့ပတ်သက်ပြီးကြိုတင်ဟောကြားချက်တွေများစွာရှိပါတယ်ခရစ်တော်ကထိုနေ့ရက်ကာလမှာကမ္ဘာဦးကစပြီးမဖြစ်ပျက်ဖူးသေးတဲ့ဘေးဒဏ်ကြီးတွေဖြစ်လာမယ်တဲ့တမန်တော်ရှင်ပေါလုကလည်းဖန်ဆင်းသမျှသောအရာတွေဟာတညီတညွတ်တည်းညီးတွားပြီးဆင်းရဲခြင်းဝေဒနာကိုခံစားနေရတယ်လို့ပြောတယ်မိခင်တယောက်ဟာမွေးဖွားခြင်းဝေဒနာပုံမူပြင်းထန်လာရင်မွေးဖွားရန်အချိန်ပိုနီးလာသလိုဖန်ဆင်းထားတဲ့အရာတွေဟာလည်းပို၍ညီးတွားလာတယ်လို့တမန်ကျမ်းစာကပြောပါတယ်တမန်တော်ယောဟန်ကလည်းမိုးချုံခြင်းလျှက်ပြက်ခြင်းမြင်းကလင်လှုပ်ခြင်းမိုးသီးကျခြင်းမီးလောင်ခြင်းများကမ္ဘာအဆုံးမှာဖြစ်မယ်လို့ပြောပါတယ်အောက်မှာပါတဲ့အချက်တွေဟာ1994ခုနှစ်ဒီဇင်ဘာလတုန်းကထုတ်ပြန်ချက်ဖြစ်ပါတယ်တိုက်ကြီး6တိုက်ကြားမှာတဘာဝပတ်ဝန်းကျင်ကိုစောင့်ကြည့်နေတဲ့အဖွဲ့က1990နဲ့1994ခုနှစ်အတွင်းမှတ်တမ်းတွေအရမှတ်သားလောက်တဲ့အမြင့်ဆုံးရေလွှမ်းမိုးမှုအရှည်ဆုံးမိုးခေါင်ရေရှားခြင်းအပြင်းထန်ဆုံးသောမီးလောင်ခြင်းနဲ့အဆိုးရွားဆုံးအပူလိုင်းဖြတ်ခြင်းတို့ကိုတွေ့ရပါတယ်1980ဝန်းကျင်မှာကမ္ဘာရဲ့အစိတ်အပိုင်းတော်တော်များများကိုလေစင်နှမောင်းကစိုးရိမ်မှတ်ထိရောက်အောင်ဖျက်ဆီးခဲ့ပါတယ်နောက်ဆုံးသောကာလရဲ့လက္ခဏာနဲ့ပတ်သက်ပြီးသခင်ယေရှုရဲ့တပည့်တော်များသခင်ပြန်လာမယ့်အချိန်နဲ့ကမ္ဘာရဲ့အဆုံးကိုဘယ်လိုသိနိုင်မလဲလို့မေးကြတယ်သခင်ယေရှုကအစာခေါင်းပါပြီးကာလနာများပြားမယ်လို့ဖြေတယ်ဒီကနေ့ကမ္ဘာပေါ်မှာလူ9တန်းကနေတန်း20အထိအစာငတ်ပြီးနှစ်တိုင်းတည်ကြတယ်ကာလနာနဲ့ပတ်သက်ပြီးလူတိုင်းက AIDS ကိုသိကြမယ်ထင်ပါတယ်ဒီယောဂနဲ့ပတ်သက်ပြီးဆေးသိပ္ပံပညာရှင်တွေကစူးစမ်းကြပေမဲ့ကုသနိုင်ဖို့ဆေးမရှိပဲအံ့ဩရလောက်တဲ့ virus ပိုးဖြစ်တယ်။အနေနဲ့အရမှာအံ့ဩစရာအစာခေါင်းပါခြင်းတွေကိုသတင်းစာထဲမှာဖတ်ရှုရတယ်လို့စက်တဲမှာပဲယောဂပိုးအမျိုးနဲ့ HIV အပြင်ဘယ်လိုကင်တွယ်ကုသရမယ်ဆိုတာမသိသေးတဲ့ယောဂအမျိုးမျိုးရှိပါသေးတယ်ဒီအရာတွေဟာခရစ်တော်မကြခင်ပြန်ကြွလာမယ်ဆိုတဲ့လက္ခဏာတွေဖြစ်ပါတယ်ကျ
ကျွန်တော်တို့အနေနဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကိုတွေ့မြင်နေရပြီးဖြစ်ပါတယ်။မလင်လှုပ်ခြင်းအစာခေါင်းပါခြင်းကာလနာအိုဆုံးလွာပျက်စီးခြင်းတွေကိုကြိုတင်ဟောဖို့လွယ်တယ်လို့ပြောနိုင်ကောင်းတယ်လို့ဒီကနေ့လှုပ်ရှားသွားတဲ့မြင်ကလင်အကြောင်းမနက်သတင်းစာမှာတော့ရေးထက်ကြမှာပါ။ဒါပေမဲ့ဘေးဒဏ်တွေတစ်ချိန်ထိုးမြင့်လာတော့ကိုဘယ်သူမှအသိစိတ်မရှင်းနိုင်ပါဘူး။ကဲစက်မှုအကြောင်းကိုပဲစဉ်းစားရအောင်စက်မှုမရှိဘဲနဲ့ဒီကနေ့တည်ရှိနေတဲ့စက်မှုပညာတွေအကြောင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း4000တုန်းက Prophetကဘာပေါ်မှာဒီကနေ့လောက်မေကွန်းထုတ်เสียစိုးရိမ်ပူပန်เสียတွေကိုလူတွေအနေနဲ့မကြုံခဲ့ဘူးပါဘူးတခါတလေပြဿနာကတိတ်ကြီးပြီးရှုပ်ထွေးလှတာကြောင့်မမေးကျင်လောက်အောင်ရှိပါတယ်ဒါပေမဲ့ကဘာတဝမ်းမတီမငိမ်ဖြစ်မှုတွေပြောင်းလဲမှုတွေကိုကြည့်ရင်မေကွန်းထုတ်တာဟာမဆန်းပါဘူးလူတွေဟာဘယ်ကိုဥတီသွားနေကြသလဲသားတွေအနေနဲ့ယောဂကာကွယ်မှုစနစ်တွေဂျိုရုဆက်သွယ်ရေးတွေဒီຢာတွေကကျွန်တော်တို့ကိုသတိပေးနေတာမဟုတ်ဘူးလားမီးတောင်ပေါက်ကွဲခြင်းတွေတဘာဝဘေးအန္တရာယ်တွေဒီအဖြစ်အပျက်တွေထဲမှာအမှန်တရားဆိုတာရှိသလားကျွန်တော်တို့ရဲ့စန္ဒနဲ့ဒုက္ခပြဿနာတွေအတွက်အဖြေပေးနိုင်တဲ့သူရောရှိရဲ့လား Prophet Muhammad ယင်းခုံဆရာအမေးပု္ပ္ပစာတွေနောက်ပြီးသိက္ခာတော်ရဆရာကြီး Billy Graham ဒါတွေအားလုံးဟာလူထဲကတနေ့ရရကဖြစ်တာပါဒါတွေဟာခေတ်ကာလရဲ့အဆုံးလားလူတွေရဲ့အချင်းကိုပြောင်းလဲစေတဲ့ပညာချက်မရှိဘူးဒါပေမဲ့အချင်းတွေပြောင်းလဲလာဖို့ပညာတွေကိုမှီပြုတဲ့နဲ့ကျင့်ဝတ်တွေခြားနာချင်းခြားနာမယ်ပညာတော်ဟာသူတစ်ပါးအသက်မသက်ဖို့အတွက်ထိတ်ချုပ်တဲ့အခြေခံဖြစ်ပါတယ်ထုံတန်းစင်လာရလက်ဆင့်ကမ်းလာတဲ့ကျင့်ဝတ်စည်းကမ်းအသိပညာတွေဟာယခုအချိန်မှာမေခွန်းတုတ်စရာတွေဖြစ်လာတယ်လို့ထင်ရပါတယ်အမှားမှန်ကိုခွဲခြားနိုင်ဖို့ကျွန်တော်တို့စူးစမ်းကြပေမဲ့မှန်တယ်မှားတယ်လို့မပြောနိုင်တဲ့အခြေအနေကိုပဲရောက်ရှိခဲ့ရတာများပါတယ်ပြည့်စုံတဲ့ကျင့်ဝတ်ဆိုတာမရှိပါဘူးလူတိုင်းအတွက်အမှန်ကန်ဆုံးကျင့်ဝတ်တစ်ခုကတော့မိမိကိုယ်ကိုချစ်တယ်လို့သူများကိုချစ်ပါဆိုတဲ့ကျင့်ဝတ်ပဲဖြစ်မယ်လို့ထင်ပါတယ်ဒါကအရန်ကောင်းပေမဲ့လူတိုင်းကျင့်ဝတ်ကိုအလေးထားမယ်လို့တော့မထင်ပါဘူးမာသာထရီဆာနဲ့တခြားလူတွေကလွဲရင်ပေါ့ဟုတ်ကဲ့ကျွန်တော်ဘီကလင်တန်မှာသိပ္ပံနည်းပညာနဲ့အတူကျင့်ဝတ်ပျက်စီးမှုတွေရင်ဆိုင်နေရတဲ့ကဘာကြီးကိုကြည့်ရင်မေကွန်းတွေနဲ့ပြည့်နေတာတွေ့ရပါမယ်။ကောင်းတဲ့ကျင့်ဝတ်ကောရှိရဲ့လား။ဖျားဆိုတာရှိသလား။ရှိတယ်ဆိုရင် तू ဟာမေတ္တာတော်ရှင်ဖျားလား။ဒီကနေ့လူတွေဒုက္ခပြဿနာတွေနဲ့ဘာကြောင့်တွေ့ကြုံနေရတာလဲ။ဖျားဆိုတာရှိတယ်ဆိုရင်လူတွေကိုဘလို့ထင်ရှားပြမှာလဲ။အမှန်ကန်ဆုံးတရားရှိမယ်လို့မထင်ဘူးကျမတို့ထဲမှာပဲရှိတယ်လို့ယုံနေလူတိုင်းထဲမှာလည်းရှိသလိုကိုစေခြင်းတဲ့အကြောင်းရင်းထဲမှာလည်းရှိမှာပဲ
ကျွန်တော်ငယ်တော့ကဖျားကိုယုံခဲ့တယ်ဘုံဝတ္ထုတွေကိုယုံခဲ့တယ်ကက်သလစ်အသင်းတော်မာနီတော့ကအသင်းတော်စီကတ်နဲ့ပြည့်ညက်ချက်တွေကိုလည်းယုံခဲ့တယ်နောက်ပြီးအရာအလုံးအပေါ်မှာအတွေးခေါ်ဆန်းဆန်းစဉ်းစားလာတဲ့အခါမှာနည်းနည်းတဲ့မိခွန်းတွေအတွက်ကျွန်တော်မှာအဖြေမရှိခဲ့ဘူးဒါတကယ်မသိတဲ့အချက်တွေပဲဖြစ်တယ်တကယ်လို့များကျွန်တော်မှာအဖြေရှိမယ်ဆိုရင်တောင်အတိမပြုတ်နိုင်သလိုညှင်းနိုင်မှလည်းမဟုတ်ဘူး ဖျားရှင်ကလူတွေကိုသူ့အကြောင်းဖော်ပြတဲ့နီလန်တစ်ခုကတော့တမန်ကျမ်းစာအဖြစ်ဖြစ်ပါတယ်သူ့ရဲ့ဖွင့်ပြချက်တွေကလည်းတခြားစာတွေထက်ထူးခြားပါတယ်တမန်ကျမ်းစာဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ဗျာဒိတ်ပြုချက်ဖြစ်ပါတယ်တမန်ကျမ်းစာဟာဗျာဒိတ်ပြုချက်နဲ့ပတ်သက်ပြီးယာနှုံးပြည့်စုံပါတယ်ဗျာဒိတ်ပြည့်စုံချက်တစ်ခုကိုဥပမာပြခြင်းပါတယ် တမန်ကျမ်းရဲ့ဒိုင်လအနာဂတ်ကျမ်းမှာမှတ်သားလောက်တဲ့ကြိုတင်ဟောကြားချက်များစွာတဲ့ကတစ်ခုရှိပါတယ်ထိုအချိန်ကစပြီး900စုကြာပြီးတဲ့နောက်မှာသခင်ယေရှုကရှင်ဘုရင်အဖြစ်နဲ့လာမယ်လို့ဂါဗြိလကဒိုင်လခန်းကြီးကိုအခန်းငယ်25မှာဒိုင်လကိုပြောတယ်ဘုရင်မေရှိယမတိုင်မီယေရုရှလင်မြို့ကိုပြန်လည်ပြုတ်ပြင်တိဆောက်မဲ့အကြောင်းကိုနားလေလို့9ပတ်နဲ့62ပတ်ရှိလိမ့်မယ်ရှေးတုန်းကတစ်နှစ်မှာ365ရက်ရှိတဲ့ပြစ်တိန်ကိုပဲအသုံးပြုတယ်။တစ်နှစ်မှာ69ပတ်ရှိတယ်။ဂါဗြိလရဲ့ကြိုတင်ဟောကြားချိန်နဲ့ရှင်ဘုရင်မေရှိယပေါ်ထွန်းလာတဲ့အချိန်ဟာရစ်ပေါင်း393,880 ကြာတယ်။မတ်လ14ရက်445 BC မှာယေရုရှလင်ပြန်လည်ပြုတ်ပြင်တိဆောက်ဖို့အမိန့်တော်ကိုနေဟမိအခန်းကြီး1မှာမှတ်တမ်းတင်ထားတယ်။ဧပြီလ6ရက်နေ့ခရစ်တက္ကရဲ့32ခုမှာခရစ်တော်ဟာမိဂလေးကိုရှိပြီးသူ့ကိုယ်သူရှင်ဘုရင်အဖြစ်နဲ့ဖော်ပြခဲ့တယ်။445 BC မတ်လ14ရက်နဲ့ဧပြီလ6ရက် AD 32ခုကြားဟာရစ်ပေါင်း393,880 ကွတ်တီဖြစ်နေတာကိုတွေ့ရတယ်။ခရစ်တော်ဟာဘယ်သူဖြစ်တယ်ဆိုတာခရစ်တော်မပေါ်မီ300စုကတည်းကဂရိဘာသာနဲ့ဘာသာပြန်ထားတဲ့အရာကတက်တည်ဖြစ်တည်ရှိနေတယ်။ Prophet ပြုချက်တွေဟာအံ့ဩစရာကောင်းလုံးလို့တန်တရားရှိသူတွေကတော့ဒိုင်လကျမ်းဟာခရစ်တော်ပေါ်ပြီးမှရေးတယ်လို့ပြောကြတယ်။ဒါပေမဲ့1948ခုနှစ်တုန်းကပင်လေသီအနီးမှာတွေ့ရှိရတဲ့စာလိပ်ဟောင်းတွေအရဒိုင်လကျမ်းကိုခရစ်တော်မတိုင်ခင်ရေးတယ်ဆိုတာသေသေးချာချာသိရလို့ရှာဖွေတဲ့လူတွေကိုကျေးဇူးတင်ရတယ်။ကြွလာတော့မဲ့ဘယင်းဆိုတဲ့ Robert Anderson ရဲ့စာအုပ်ထဲမှာဒီဗျာဒိတ်ဟောချက်တွေကိုတွေ့ရတယ်။ Prophet ပြုချက်တွေကိုအတည်ပြုနိုင်ဖို့သမိုင်းတွေကိုမကြည့်ပဲညနေခင်းသတင်းတွေကိုကြည့်ရင်တောင်သိတာပါတယ်။ကျွန်တော်တို့ဟာထာဝရကာလစီကိုချင်းကပ်နေပြီလို့ယုံကြည်ပါတယ်။ကမ္ဘာပေါ်မှာဖြစ်ပျက်တွေကိုညစဉ်ထုတ်လွှင့်ပေးနေတဲ့ညနေခင်းသတင်းကိုကြည့်ရင်မျက်စိရှေ့မှောက်မှာကျမ်းစာရဲ့ပြည့်စုံခြင်းကိုမြင်နေရပါတယ်။တမန်ကျမ်းစာကလည်းဒီအကြောင်းအရာတွေကိုအလေးထားဖော်ပြထားပါတယ်။နှုတ်ကပတ်တော်ပြည့်စုံခြင်းကိုဖော်ပြတဲ့အခြေအနေ၅မျိုးကိုဆက်လက်ပြီးအကဲခတ်ရအောင်။ကဘာကြီးပူနွေးလာအောင်ဘုရားသခင်ကလှုပ်ဆောင်နေတာလား။ခရစ်တော်နဲ့အတူတန်လုံတောင်ကိုသွားတဲ့အခါတပည့်တော်တွေကနောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာတွေကိုမေးကြတယ်။ယေရှုခရစ်တော်ကတပည့်တော်တွေကိုပြောတယ်။နေရာအနှံ့ပြားမှာမြင်းကလေးတွေလှုပ်မယ်။အစာခေါင်းပါခြင်းတွေဖြစ်မယ်။ကာလနာတွေများပြားလာမယ်လို့ပြောတယ်။အမှန်တကယ်ပါပဲမြင်းကလေးတွေပို့ပြီးလှုပ်လာတယ်။မကြာသေးခင်ကပဲအင်မတန်ပြင်းထန်တဲ့အကြီးမားဆုံးသောငလင်ကြီးတွေလောက်တာတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာငလင်ကြီးတွေလောက်တာမြင်တွေ့ခဲ့ကြရပြီးဖြစ်တယ်။ဒီကမ္ဘာလုံးကိုတုန်လှုပ်ခြောက်ခြားသွားစေတဲ့အဲ့ဒီငလင်လှုပ်ခြင်းတွေဟာယေရှုခရစ်တော်ကိုယ်တိုင်ကြိုတင်ဟောကြားချက်တွေရဲ့တပိုင်းတစ်စဖြစ်တယ်လို့သိဖို့လိုပါတယ်။ငလင်တိုင်းတာရေးအဖွဲ့ရဲ့လေ့လာချက်အရRichter scale 8ထက်ကျော်လွန်တဲ့ငလင်ကိုငလင်ကြီးတွေလို့သတ်မှတ်ပါတယ်။ပြီးခဲ့တဲ့အနှစ်30လောက်ကစပြီးလှုပ်တဲ့ငလင်တွေကိုဇယားမှာကြည့်ရင်အင်အားဟာတိတိတသာမြင့်တက်လာနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့အချိန်တိုအတွင်းမှာဖြစ်တဲ့ငလင်လှုပ်ခြင်းတွေကိုကြည့်ပြီးတစ်စုံတစ်ခုကိုလှေနံဓာတ်ထစ်မပြောနိုင်ပါဘူး။ဒါပေမဲ့မျိုးဆက်တစ်တွေဖြစ်တဲ့ကျွန်တော်တို့တွေဟာကြီးမားတဲ့ငလင်လှုပ်ခြင်းတွေကိုမြင်တွေ့နေရတဲ့သက်သေတွေပါ။
ပထဝီယူပမြေပုံကိုလူတစ်ယောက်ကြည့်တဲ့အခါမှာကဘာကျိုးဟာအကြိမ်ပေါင်းများစွာစောင့်ရိုက်ပြီးမကြက်တစ်ချက်ပြုတ်ထားသလိုပဲမြင်လိမ့်မယ်တွန့်ခေါက်လွာလို့ခေါ်တဲ့ခြားနာတဲ့အလွှာပေါင်းမြောက်များစွာဟာတပြားနောက်တပြားရွေ့လျားနေကြတယ်အဲ့ဒီလိုရွေ့လျားနေတဲ့တွန့်ခေါက်လွာလိုင်းတွေမှာအဓိကကျတဲ့ငလင်တွေစတင်ဖြစ်လာတယ်စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီလိုရွေ့လျားနေတဲ့ဧရိယာအတွင်းမှာကမ္ဘာလူဦးရေအထူထပ်ဆုံးနေထိုင်ကြလို့ဖြစ်တယ်အနာဂတ်နဲ့ပတ်သက်ပြီးနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာမြို့တွေပြိုလဲကြမယ်လို့ပြောတယ်အဓိကကျတဲ့မြို့တွေရဲ့တည်နေရာဟာတွန့်ခေါက်လွာလိုင်းနဲ့တက်တက်ဖြစ်နေတာပိုပြီးစိတ်ဝင်စားစရာကောင်းတယ်ကျွန်တော်အနေနဲ့ငလင်တန်းတွင်မြင့်မားလာတာကြားတော့ပြီးခဲ့တဲ့ဖြစ်ပျက်တွေပြန်စဉ်းစားမိတယ်ဒါပေမဲ့အကုန်မမှတ်မိတော့ဘူး တဘာဝဘေးဒဏ်တွေအကြောင်းကိုစဉ်းစားမိပါတယ်ဆိုလိုတာရာစုနှစ်တိုင်းမှာဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ဘေးဒဏ်တွေများပါတယ်ဒါတဘာဝဖြစ်လို့တဘာဝလို့ခေါ်ပါတယ်ကဘာကြီးကအိုဇုံးလာအဖြစ်ကျမတို့ကိုနှိုးချဖို့နှိုးဆော်နေတယ်။တနေ့ပြီးတနေ့အချိန်ကြီးဆိုးရွားလို့ကဘာကြီးကကယ်ပါလို့ပြောနေတယ်။လာမယ့်နေ့တွေမှာပိုဆိုးလာမယ်။တစ်ပင်တွေခြောက်သွေ့ပြီးရေတွေလည်းညဉ့်ညမ်းလာမယ်။ကျမတို့အားလုံးသိမှသိကြတယ်။ဗျာဒိတ်အခန်းကြီး7အငယ်18မှာလူမျိုးတို့သည်အမျက်ထွက်ကြသည်ဖြစ်၍အမျက်တော်သည်လည်းရောက်ပါပြီ။မြေကြီးကိုဖျက်ဆီးသောသူတို့ကိုဖျက်ဆီးတော်မူချိန်ရောက်ပါပြီလို့ဖော်ပြထားတယ်။လူတွေဟာသူတို့သတိမထားမိတဲ့အတ္တနဲ့လောဘတွေကြောင့်ကဘာကိုဖျက်ဆီးမယ်ဆိုတာကိုဘုရားရှင်သိတယ်။အနာဂတ်မျိုးဆက်အတွက်ကောင်းကျိုးမပေးနိုင်တော့တဲ့အထိပတ်ဝန်းကျင်ကိုလူတွေကဖျက်ဆီးဖို့ကြိုးစားနေကြတယ်။တကယ်တမ်းပြောရရင်ယခုမျိုးဆက်တွေဟာယခင်မျိုးဆက်တွေထက်ကဘာချိုးကိုဖျက်ဆီးတဲ့အလုပ်ပိုလုပ်နေကြတယ်။အယ်ခိုးရဲ့ကဘာဤညီမျှခြင်းစာအုပ်အရာကျွန်တော်တို့တွေဟာထောင်ပေါင်းများစွာသောတရိษံကျေးငှက်နဲ့ငါးပေါင်းများစွာကိုနှစ်တိုင်းတက်တယ်လို့သိရတယ်။ဒီလိုဖျက်ဆီးတဲ့အဖြစ်အပျက်တွေဟာစတင်တာမကြသေးပါဘူး။ဒီဩဇာနဲ့ဆူဆူမှုပြုံးတီးတဲ့တဘာဝအန္တရာယ်ပတ်ဝန်းကျင်ထိခိုက်မှုတွေကိုတိုင်းနိုင်ငံတွေမှာတွေ့ရတယ်။ဒီနေ့တဘာဝဘေးအန္တရာယ်ကိုဖြစ်စေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေများလာတာကိုသိပ္ပံပညာရှင်တွေကပိုသိကြပါတယ်။လောင်စာဆီတွေရဲ့လောင်ကျွမ်းမှုကြောင့်ကမ္ဘာအပေါ်ယံလွှာတွေပျက်စီးတယ်ဆိုတာသိရပါတယ်။လာမယ့်ရာစုနဲ့အလဲကိုကျွန်တော်တို့ရောက်ရှိတဲ့အခါ20ရာစုတုန်းကတကြိမ်သာကြုံတွေ့ခဲ့တဲ့အပူလိုင်းဖြတ်ခြင်းနဲ့မိုးခေါင်ရေရှားမှုတွေကိုအခု10နှစ်တခါကြုံတွေ့နိုင်ဖွယ်ရှိပါတယ်လူဦးရေတိုးတက်လာတာကြောင့်မဟုတ်ပဲအတ္တကြီးတဲ့လူအဖွဲ့အစည်းတွေတိုးတက်ထွန်းကားမှုတွေကြောင့်လဲမြေရေထုနဲ့လေထုတို့ညဉ့်ညမ်းမှုတွေဟာကြောက်လန့်စရာသဘာဝပျက်စီးမှုတွေဖြစ်တယ်ဆိုတာယခုမျိုးဆက်တွေကသက်သေပြနေပါတယ်။အိုဆုံးလွာပျက်စီးခြင်းရဲ့အဓိကအကြောင်းရင်းကတော့ဓာတုဓာတ်ရောင်ခြည်များပြားလာမှုကြောင့်ဖြစ်ပြီး၎င်းဓာတုဓာတ်ရောင်ခြည်ကြောင့်အရေပြားကင်ဆာရောဂါဖြစ်လာရခြင်းဖြစ်တယ်။နှုတ်ကပတ်တော်အရတော့စိတ်ဝင်စားစရာပဲ။ဗျာဒိတ်ကျမ်းမှာလူတွေရဲ့ခန္ဓာကိုယ်ပေါ်မှာအနာစိမ့်တွေပေါက်တယ်လို့ပြောပါတယ်။ဒီအရာတွေဟာအနာဂတ်မှာဖြစ်လာမဲ့အကြောင်းအရာတွေကိုကြိုတင်နမိတ်ပြနေခြင်းပဲဖြစ်ပါတယ်။အမှန်တကယ်နျူကလ িয়ার လက်နက်တီထွင်မှုတွေအကြီးအကျယ်ပြောင်းလဲလာမှုရှိမယ်ဆိုရင်ကမ္ဘာကိုအကာအကွယ်ပေးတဲ့အိုဇုံးလွှာတွေပုံမူလျော့နေလာမှာဖြစ်ပြီးလူတွေအပေါ်မှာနေအောင်ချေရရှိမှုဟာပိုပြီးအန္တရာယ်များလာမှာဖြစ်ပါတယ်။များပြားလာတဲ့ရောင်ခြည်ဓာတ်ကြောင့်ဒုက္ခပြဿနာအမျိုးမျိုးနဲ့အရေးပြားကင်ဆာရောဂါတွေအခုတိုးပွားများပြားနေပါပြီ။ဒါပေမဲ့ဆက်လက်ပြီးဗျာဒိတ်ကျမ်းမှာကြိုတင်ဟောထားချက်အတိုင်းဒီထက်ပိုမိုတိုးတက်ဖြစ်ပေါ်လာမှာဖြစ်တယ်။ကဘာကြီးပူရဲလာခြင်းအစစ်မိုးနဲ့အိုးစုံလွာပျက်စီးခြင်းအတွက်ဖြည့်ရှင်းဖို့ရန်နီလန်းတင်မြရှာဖို့လိုအပ်နေပါပြီ။1958ခုနှစ်တုန်းကလေထဲမှာကာဗွန်ဒိုင်အောက်ဆိုက်စုစည်းမှုဟာ10%ရှိခဲ့ရာကနေစက်မှုတော်လှန်ရေးအချိန်မှာ25%ထိမြင့်တက်လာတယ်။နေထုထဲမှာအိုဆုံးလွာမရှိခဲ့ရင်ကျွန်တော်တို့အနေနဲ့နေအောင်ကြည်ကားတဲ့ခန်းစည်းလိုက်ကအချက်900လိုအပ်မှာဖြစ်တယ်။တကယ်လို့လုံမယ်ဆိုရင်လည်းလုံးဝလုံလောက်မဟုတ်ပါဘူး။နောက်ဆုံးသောနေ့နဲ့ပတ်သက်ပြီးတော့ဗျာဒိတ်ကျမ်းအခန်းကြီး16မှာ၄ပါးမြောက်ကောင်းကင်တမန်ကသူ့ဖလားကိုနေပေါ်မှာလောင်းတဲ့အခါလူတွေကိုမီးလိုလောင်ဖို့အခွင့်ရတယ်။လူတွေကိုအပူဆုံးအရှိန်နဲ့လောင်လို့ခံစားရတဲ့ဝေဒနာတွေကြောင့်
နောင်တရမယ့်အစားဘုရားသခင်ကိုကျင့်စေကြတယ်လို့ရေးထားတယ်ကျွန်တော်တို့ကိုကာကွယ်ပေးတဲ့အိုဆုံးလွှာတာမရှိရင်အခုလဲအလောင်းခံရမှာဖြစ်တယ်လေထုထဲကကာဗွန်ဒိုင်အောက်ဆိုက်ကြောင့်ကမ္ဘာကြီးပူနွေးလာမှုကိုကြည့်ရင်ကြိုတင်ဟောကြားချက်တွေပြည့်စုံဖို့မဝေးတော့ဘူးဆိုတာသိရတယ်ဒီနေ့ကျွန်တော်တို့ကိုဒုက္ခပေးနေတဲ့နောက်တစ်ခုကတော့ပုံမှန်မဟုတ်ပဲပြောင်းလဲနေတဲ့ရာသီဥတုပါနေ့တိုင်း TV ကြည့်မယ်သတင်းစာဖတ်မယ်ဆိုရင်တဘာဝဘေးအန္တရာယ်တွေအကြောင်းကြားသိတွေ့မြင်ရမှာဖြစ်ပါတယ်ခရစ်တော်ပြောတဲ့အတိုင်းတတွေမသိမ်းဖြစ်နေတာပါခရစ်တော်ပြန်လာမယ့်အချိန်နီးကပ်နေပြီဆိုတာကိုသတိပေးတဲ့အမှတ်သားတွေပါနေ့ရက်တိုင်းရှုပ်ထွေးဖြစ်ပျက်နေတဲ့ရာသီဥတုနဲ့ပတ်သက်ပြီးကြိုတင်ဟောကြားချက်တွေများစွာရှိပါတယ်ခရစ်တော်ကထိုနေ့ရက်ကာလမှာကပ္ပဦးကစပြီးမဖြစ်ပျက်ဖူးသေးတဲ့ဘေးဒဏ်ကြီးတွေဖြစ်လာမယ်တဲ့တမန်တော်ရှင်ပေါလုကလည်းဖန်ဆင်းသမျှသောအရာတွေဟာတညီတညွတ်တည်းညီးတွားပြီးဆင်းရဲခြင်းဝေဒနာကိုခံစားနေရတယ်လို့ပြောတယ်မိခင်တယောက်ဟာမွေးဖွားခြင်းဝေဒနာပိုမိုပြင်းထန်လာရင်မွေးဖွားရန်အချိန်ပိုနီးလာသလိုဖန်ဆင်းထားတဲ့အရာတွေဟာလည်းပို၍ညီးတွားလာတယ်လို့တမန်ကျမ်းစာကပြောပါတယ်တမန်တော်ယောဟန်ကလည်းမိုးချုံခြင်းလျှက်ပြက်ခြင်းမြေငလင်လှုပ်ခြင်းမိုးသီးကျခြင်းမီးလောင်ခြင်းများကမ္ဘာအဆုံးမှာဖြစ်မယ်လို့ပြောပါတယ်အောက်မှာပါတဲ့အချက်တွေဟာ1994ခုနှစ်ဒီဇင်ဘာလတုန်းကထုတ်ပြန်ချက်ဖြစ်ပါတယ်တိုက်ကြီး6တိုက်ကြားမှာတဘာဝပတ်ဝန်းကျင်ကိုစောင့်ကြည့်နေတဲ့အဖွဲ့က1990နဲ့1994ခုနှစ်အတွင်းမှတ်တမ်းတွေအရမှတ်သားလောက်တဲ့အမြင့်ဆုံးရေလွှမ်းမိုးမှုအရှည်ဆုံးမိုးခေါင်ရေရှားခြင်းအပြင်းထန်ဆုံးသောမီးလောင်ခြင်းနဲ့အဆိုးရွားဆုံးအပူလိုင်းဖြတ်ခြင်းတို့ကိုတွေ့ရပါတယ်1980ဝန်းကျင်မှာကမ္ဘာရဲ့အစိတ်အပိုင်းတော်တော်များများကိုလေဆင်နှမောင်းကစိုးရိမ်မှတ်ထိရောက်အောင်ဖျက်ဆီးခဲ့ပါတယ်နောက်ဆုံးသောကာလရဲ့လက္ခဏာနဲ့ပတ်သက်ပြီးသခင်ယေရှုရဲ့တပည့်တော်များသခင်ပြန်လာမယ့်အချိန်နဲ့ကမ္ဘာရဲ့အဆုံးကိုဘယ်လိုသိနိုင်မလဲလို့မေးကြတယ်သခင်ယေရှုကအစာခေါင်းပါပြီးကာလနာများပြားမယ်လို့ဖြေတယ်ဒီကနေ့ကမ္ဘာပေါ်မှာလူ9တန်းကနေတန်း20အထိအစာငတ်ပြီးနှစ်တိုင်းတည်ကြတယ်ကာလနာနဲ့ပတ်သက်ပြီးလူတိုင်းက AIDS ကိုသိကြမယ်ထင်ပါတယ်ဒီယောဂါနဲ့ပတ်သက်ပြီးဆေးသိပ္ပညာရှင်တွေကစူးစမ်းကြပေမဲ့ကုသနိုင်ဖို့ဆေးမရှိပဲအံ့ဩရလောက်တဲ့ virus ပိုးဖြစ်တယ်အနေနဲ့အရရမှာအံ့ဩစရာအစာခေါင်းပါခြင်းတွေကိုသတင်းစာထဲမှာဖတ်ရှုရတယ်လို့တစ်စက်တည်းမှာပဲယောဂပိုးအမျိုးမျိုးနဲ့ HIV အပြင်ဘယ်လိုကင်တွယ်ကုသရမယ်ဆိုတာမသိသေးတဲ့ယောဂအမျိုးမျိုးရှိပါသေးတယ်ဒီအရာတွေဟာခရစ်တော်မကြခင်ပြန်ကြွလာမယ်ဆိုတဲ့လက္ခဏာတွေဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကိုတွေ့မြင်နေရပြီးဖြစ်ပါတယ်မလင်လှုပ်ခြင်းအစာခေါင်းပါခြင်းကာလနာအိုဆုံးလွှာပျက်စီးခြင်းတွေကိုကျူတင်ဟောဖို့လွယ်တယ်လို့ပြောနိုင်ကောင်းတယ်လို့ဒီကနေ့လှုပ်ရှားသွားတဲ့မြေငလင်အကြောင်းမနှက်ဖြန်သတင်းစာမှာတော့ရေးထက်ကြမှာပါဒါပေမဲ့ဘေးဒဏ်တွေတစ်ချိန်ထိုးမြင့်တက်လာတော့ကိုဘယ်သူမှအသေးစိတ်မရှင်းနိုင်ပါဘူးကဲစက်မှုအကြောင်းကိုပဲစဉ်းစားရအောင်စက်မှုမရှိဘဲနဲ့ဒီကနေ့တည်ရှိနေတဲ့စက်မှုပညာတွေအကြောင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း4000တုန်းက Prophet တပါးကဘယ်လိုဖော်ပြနိုင်တာလဲဘုရားသခင်ရဲ့ prophet တပါးဖြစ်တဲ့အိုင်လာရဲ့ကြိုတင်ဟောချက်တွေထဲမှာဉာဏ်ပညာတိုးတက်လာမယ်လူတွေအရှိအနောက်ပြီးလွှမ်းနေကြမယ်လို့နောက်ဆုံးသောကာလကိုဖော်ပြထားတယ်ဒီကနေ့မိုင်ပေါင်း3,500,000လောက်ရှည်လျားတဲ့ခရီးတွေကိုတစ်နှစ်အတွင်းသွားနိုင်တာအော်စရာပဲလေစစ်ကိုသွားတိုင်းတစ်ချိန်က
ဘာပေါ်မှာဒီကနေ့လောက်မေကွန်းထုတ်เสียစိုးရိမ်ပူပန်စရာတွေကိုလူတွေအနေနဲ့မကြုံခဲ့ဘူးပါဘူးတခါတလေပြဿနာကတိတ်ကြီးပြီးရှုပ်ထွေးလှတာကြောင့်မမေးကျင်လောက်အောင်ရှိပါတယ်ဒါပေမဲ့ကဘာတဝမ်းမတီမငြိမ်ဖြစ်မှုတွေပြောင်းလဲမှုတွေကိုကြည့်ရင်မေကွန်းထုတ်တာဟာမဆန်းပါဘူးလူတွေဟာဘယ်ကိုဥတီသွားနေကြသလဲသားတွေအနေနဲ့ယောဂကာကွယ်မှုစနစ်တွေဂျိုရုဆက်သွယ်ရေးတွေဒီຢာတွေကကျွန်တော်တို့ကိုသတိပေးနေတာမဟုတ်ဘူးလားမီးတောင်ပေါက်ကွဲခြင်းတွေတဘာဝဘေးအန္တရာယ်တွေဒီအဖြစ်ပြက်တွေထဲမှာအမှန်တရားဆိုတာရှိသလားကျွန်တော်တို့ရဲ့စန္ဒနဲ့ဒုက္ခပြဿနာတွေအတွက်အဖြေပေးနိုင်တဲ့သူရောရှိရဲ့လား Prophet Muhammad ယင်းခုန်ဆရာအမေးပု္ပ္ပစာတွေနောက်ပြီးသိက္ခာတော်ရဆရာကြီး Billy Graham ဒါတွေအားလုံးဟာလူထက်ကတနေရာရာကဖြစ်တာပါဒါတွေဟာခေတ်ကာလရဲ့အဆုံးလားအချင်းကိုပြောင်းလဲစေတဲ့ပညာချက်မရှိဘူးဒါပေမဲ့အချင်းတွေပြောင်းလဲလာဖို့ပညာတွေကိုမှီပြုတဲ့နဲ့ကျင့်ဝတ်တွေခြားနာချင်းခြားနာမယ်ပညာတော်ဟာသူတစ်ပါးအသက်မသက်ဖို့အတွက်ထိတ်ချုပ်တဲ့အခြေခံဖြစ်ပါတယ်ထုံတန်းစင်လာရလက်ဆင့်ကမ်းလာတဲ့ကျင့်ဝတ်စည်းကမ်းအသိပညာတွေဟာယခုအချိန်မှာမေခွန်းတုတ်စရာတွေဖြစ်လာတယ်လို့ထင်ရပါတယ်အမှားမှန်ကိုခွဲခြားနိုင်ဖို့ကျွန်တော်တို့စူးစမ်းကြပေမဲ့မှန်တယ်မှားတယ်လို့မပြောနိုင်တဲ့အခြေအနေကိုပဲရောက်ရှိခဲ့ရတာများပါတယ်ပြည့်စုံတဲ့ကျင့်ဝတ်ဆိုတာမရှိပါဘူးလူတိုင်းအတွက်အမှန်ကန်ဆုံးကျင့်ဝတ်တစ်ခုကတော့မိမိကိုယ်ကိုချစ်တယ်လို့သူများကိုချစ်ပါဆိုတဲ့ကျင့်ဝတ်ပဲဖြစ်မယ်လို့ထင်ပါတယ်ဒါကအရန်ကောင်းပေမဲ့လူတိုင်းကျင့်ဝတ်ကိုလေးထားမယ်လို့တော့မထင်ပါဘူးမာသာထရီဆာနဲ့တခြားလူတွေကလွဲရင်ပေါ့ဟုတ်ကဲ့ကျွန်တော်ဘီကလင်တန်မှာသိပ္ပံနည်းပညာနဲ့အတူကျင့်ဝတ်ပျက်စီးမှုတွေရင်ဆိုင်နေရတဲ့ကဘာကြီးကိုကြည့်ရင်မေကွန်းတွေနဲ့ပြည့်နေတာတွေ့ရပါမယ်။ကောင်းတဲ့ကျင့်ဝတ်ကောရှိရဲ့လား။ဖျားဆိုတာရှိသလား။ရှိတယ်ဆိုရင် तू ဟာမေတ္တာတော်ရှင်ဖျားလား။ဒီကနေ့လူတွေဒုက္ခပြဿနာတွေနဲ့ဘာကြောင့်တွေ့ကြုံနေရတာလဲ။ဖျားဆိုတာရှိတယ်ဆိုရင်လူတွေကိုဘလို့ထင်ရှားပြမှာလဲ။အမှန်ကန်ဆုံးတရားရှိမယ်လို့မထင်ဘူးကျမတို့ထဲမှာပဲရှိတယ်လို့ယုံနေလူတိုင်းထဲမှာလည်းရှိသလိုကိုစီကျင်တဲ့အကြောင်းရင်းထဲမှာလည်းရှိမှာပဲကျွန်တော်ငယ်တုန်းကဖျားကိုယုံခဲ့တယ်ဘုံဝတ္ထုတွေကိုယုံခဲ့တယ်ကက်သလစ်အသင်းတော်မာနီတုန်းကအသင်းတော်စီကံနဲ့ပညာချက်တွေကိုလည်းယုံခဲ့တယ်နောက်ပြီးအရာအလုံးအပေါ်မှာအတွေးခေါ်ဆန်းစဉ်းစားလာတဲ့အခါမှာနည်းနည်းတဲ့မိခွန်းတွေအတွက်ကျွန်တော်မှအဖြေမရှိခဲ့ဘူးဒါတကယ်မသိတဲ့အချက်တွေပဲဖြစ်တယ်တကယ်လို့များကျွန်တော်မှအဖြေရှိမယ်ဆိုရင်တောင်အတိမပြုတ်နိုင်သလိုညှင်းနိုင်မှလည်းမဟုတ်ဘူးဘုရားရှင်ကလူတွေကိုသူ့အကြောင်းဖော်ပြတဲ့နီလန်တစ်ခုကတော့တမန်ကျမ်းစာအဖြစ်ဖြစ်ပါတယ်သူ့ရဲ့ဖွင့်ပြချက်တွေကလည်းတခြားစာတွေထက်ထူးခြားပါတယ်တမန်ကျမ်းစာဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ဗျာဒိတ်ပြုချက်ဖြစ်ပါတယ်တမန်ကျမ်းစာဟာဗျာဒိတ်ပြုချက်နဲ့ပတ်သက်ပြီးယာနှုံးပြည့်စုံပါတယ်ဗျာဒိတ်ပြည့်စုံချက်တစ်ခုကိုဥပမာပြခြင်းပါတယ်တမန်ကျမ်းရဲ့ဒိုင်လအနာဂတ်ကျမ်းမှာမှတ်သားလောက်တဲ့ကြိုတင်ဟောကြားချက်များစွာတဲ့ကတစ်ခုရှိပါတယ်
ထိုအချိန်ကစပြီး900စုကြာပြီးတဲ့နောက်မှာသခင်ယေရှုကရှင်ဘုရင်အဖြစ်နဲ့လာမယ်လို့ဂါဗြိလကဒံယေလခန်းကြီးကိုအခန်းငယ်25မှာဒံယေလကိုပြောတယ်။ဘုရင်မေရှိယမတိုင်မီယေရုရှလင်မြို့ကိုပြန်လည်ပြုတ်ပြင်တိဆောက်မဲ့အကြောင်းကိုနားလေလို့9ပတ်နဲ့62ပတ်ရှိလိမ့်မယ်။ရှေးတုန်းကတစ်နှစ်မှာ365ရက်ရှိတဲ့ပြစ်တိန်ကိုပဲအသုံးပြုတယ်။တစ်နှစ်မှာ69ပတ်ရှိတယ်။ဂါဗြိလရဲ့ကြိုတင်ဟောကြားချိန်နဲ့ရှင်ဘုရင်မေရှိယပေါ်ထွန်းလာတဲ့အချိန်ဟာရစ်ပေါင်း3,93880ကြာတယ်။မတ်လ14ရက်445 BC မှာယေရုရှလင်ပြန်လည်ပြုတ်ပြင်တိဆောက်ဖို့အမိန့်တော်ကိုနေဟမိအခန်းကြီး1မှာမှတ်တမ်းတင်ထားတယ်။ဧပြီလ6ရက်နေ့ခရစ်တက္ကရဲ့32ခုမှာခရစ်တော်ဟာမိဂလေးကိုရှိပြီးသူ့ကိုယ်သူရှင်ဘုရင်အဖြစ်နဲ့ဖော်ပြခဲ့တယ်။445 BC မတ်လ14ရက်နဲ့ဧပြီလ6ရက် AD 32ခုကြားဟာရစ်ပေါင်း3,93880ကွတိဖြစ်နေတာကိုတွေ့ရတယ်။ခရစ်တော်ဟာဘယ်သူဖြစ်တယ်ဆိုတာခရစ်တော်မပေါ်မီ300စုကတည်းကဂရိဘာသာနဲ့ဘာသာပြန်ထားတဲ့အရာကအသက်တည်ဖြစ်တည်ရှိနေတယ်ပရောဖက်ပြုချက်တွေဟာအံ့ဩစရာကောင်းလွန်းလို့တန်တရားရှိသူတွေကတော့ဒံယေလကျမ်းဟာခရစ်တော်ပေါ်ပြီးမှရေးတယ်လို့ပြောကြတယ်။ဒါပေမဲ့1948ခုနှစ်တုန်းကပင်လေသေအနီးမှာတွေ့ရှိရတဲ့စာလိပ်ဟောင်းတွေအရဒံယေလကျမ်းကိုခရစ်တော်မတိုင်ခင်ရေးတယ်ဆိုတာတည်တည်ချာချာသိရလို့ရှာဖွေတဲ့လူတွေကိုကျေးဇူးတင်ရတယ်။ကြွလာတော့မဲ့ဘုရင်ဆိုတဲ့ Robert Anderson ရဲ့စာအုပ်ထဲမှာဒီဗျာဒိတ်ဟောချက်တွေကိုတွေ့ရတယ်။ Prophet ပြုချက်တွေကိုအတီးပြုတ်နိုင်ဖို့သမိုင်းတွေကိုမကြည့်ပဲညနေခင်းသတင်းတွေကိုကြည့်ရင်တောင်သိတာပါတယ်။ကျွန်တော်တို့ဟာထာဝရကာလစီကိုချင်းကပ်နေပြီလို့ယုံကြည်ပါတယ်။ကမ္ဘာပေါ်မှာဖြစ်ပျက်တွေကိုညစဉ်ထုတ်လွှင့်ပေးနေတဲ့ညနေခင်းသတင်းကိုကြည့်ရင်မျက်စိရှေ့မှောက်မှာကျမ်းစာရဲ့ပြည့်စုံခြင်းကိုမြင်နေရပါတယ်။တမန်ကျမ်းစာကလည်းဒီအကြောင်းအရာတွေကိုအလေးထားဖော်ပြထားပါတယ်။နှုတ်ကပတ်တော်ပြည့်စုံခြင်းကိုဖော်ပြတဲ့အခြေအနေ၅မျိုးကိုဆက်လက်ပြီးအကဲခတ်ရအောင်။ကဘာကြီးပူနွေးလာအောင်ဘုရားသခင်ကလှုပ်ဆောင်နေတာလား။ခရစ်တော်နဲ့အတူတန်လုံတောင်ကိုသွားတဲ့အခါတပည့်တော်တွေကနောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာတွေကိုမေးကြတယ်။ယေရှုခရစ်တော်ကတပည့်တော်တွေကိုပြောတယ်။နေရာအနှံ့ပြားမှာမြင်းကလေးတွေလှုပ်မယ်။အစာခေါင်းပွားခြင်းတွေဖြစ်မယ်။ကာလနာတွေများပြားလာမယ်လို့ပြောတယ်။အမှန်တကယ်ပါပဲမြင်းကလေးတွေပို့ပြီးလှုပ်လာတယ်။မကြာသေးခင်ကပဲအင်မတန်ပြင်းထန်တဲ့အကြီးမားဆုံးသောငလင်ကြီးတွေလှုပ်တာတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာငလင်ကြီးတွေလှုပ်တာမြင်တွေ့ခဲ့ကြရပြီးဖြစ်တယ်။ဒီကမ္ဘာလုံးကိုတုန်လှုပ်ခြောက်ခြားသွားစေတဲ့အဲ့ဒီငလင်လှုပ်ခြင်းတွေဟာယေရှုခရစ်တော်ကိုယ်တိုင်ကြိုတင်ဟောကြားချက်တွေရဲ့တပိုင်းတစ်စဖြစ်တယ်လို့သိဖို့လိုပါတယ်။ငလင်တိုင်းတာရေးအဖွဲ့ရဲ့လေ့လာချက်အရRichter scale 8ထက်ကျော်လွန်တဲ့ငလင်ကိုငလင်ကြီးတွေလို့သတ်မှတ်ပါတယ်။ပြီးခဲ့တဲ့အနှစ်30လောက်ကစပြီးလှုပ်တဲ့ငလင်တွေကိုဇယားမှာကြည့်ရင်အင်အားဟာတိတိတသာမြင့်တက်လာနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့အချိန်တိုအတွင်းမှာဖြစ်တဲ့ငလင်လှုပ်ခြင်းတွေကိုကြည့်ပြီးတစ်စုံတစ်ခုကိုလှေနံဓာတ်ထစ်မပြောနိုင်ပါဘူး။ဒါပေမဲ့မျိုးဆက်တစ်တွေဖြစ်တဲ့ကျွန်တော်တို့တွေဟာကြီးမားတဲ့ငလင်လှုပ်ခြင်းတွေကိုမြင်တွေ့နေရတဲ့သက်သေတွေပါ။ပထဝီယူပမြေပုံကိုလူတစ်ယောက်ကြည့်တဲ့အခါမှာကဘာကျိုးဟာအကြိမ်ပေါင်းများစွာစောင့်ရိုက်ပြီးမကြက်တစ်ချက်ပြုတ်ထားသလိုပဲမြင်လိမ့်မယ်။တွန့်ခေါက်လွာလို့ခေါ်တဲ့ခြားနာတဲ့အလွှာပေါင်းမြောက်များစွာဟာတပြားနောက်တပြားရွေ့လျားနေကြတယ်။အဲ့ဒီလိုရွေ့လျားနေတဲ့တွန့်ခေါက်လွာလိုင်း